ခန္တီပါရမီတရားတော်တဲ့စတင်ပြီးတော့နာယူကြရအောင်နော်ဘုရင်တို့ဘယ်ကနေစတင်ပြီးတော့ပြောရင်တော့ဆိုတော့ဘုရားလောင်းသူမိတာရှင်ရသိလူတွေနဲ့တည်ပူဇော်ထားတဲ့ပတ်မုံကြီးပေါ်မှာထိုင်တော်မူရင်းနဲ့ဘုရားအဖြစ်ကိုပြုတတ်တဲ့ပါရမီတရားတွေကိုစူးစမ်းရှာဖွေတဲ့အခန်းကနေစတင်ပြီးတော့နာယူကြည်ညိုကြည့်ရအောင်နော်အဲ့လိုစူးစမ်းရှာဖွေပုံကိုဘုရားရှင်ကိုရမြတ်ကြီးကိုရောတိုင်းမဟာဗုဒ္ဓဝင်ပါဠိတော်မှာနာဟိတိဣထကာယေဝဗုဒ္ဓဓမ္မဘဝိတ္တေအင်ညေပိဝိရှိနိတ္တမိယေဓမ္မဘောဓိပါစနာဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေဆိုတာဒါနသီလနိက္ခမဝိရိယပညာတရားမျှလောက်တာမကပေဘူးတဲ့နောက်ထပ်လည်းပဲရှိရလိမ့်အောင်မယ်ပေါ့ဒါကြောင့်ဆက်လက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာအင်ညေပိဝိရှိနိတ္တမိယေဓမ္မဘောဓိပါစနာတခြားသောဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေရှိရလိမ့်အောင်မယ်ဆိုပြီးတော့ထပ်ပြီးတော့သူရှာဖွေတဲ့ပေါ့ဝိရှိနန္တောတထာတက်ခိသတ္ထမခန္တိပါရမေဥပကေဟိမဟေတိဟိအာတေဝိတနိတေဝိတအဲ့ဒါလို့ဆက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာရှိတုန်းကဘုရားလောင်းသူတော်ကောင်းကြီးများအမြဲမပြတ်လေ့ကျက်အပ်တဲ့ခန္တီပါရမီလို့ဆိုတဲ့6ခုမြောက်ပါရမီတရားတော်ကိုဘုရားရှင်ကိုရမြတ်ကြီးရဲ့အလောင်းတော်ဟာတွေ့ရှိတော်မူခဲ့တယ်ပေါ့အဲ့လိုတွေ့တဲ့အခါမှာဣမန္တောသတ္ထမတာဝဒန္လကတ္တဝသမာဓိယတထအတွိဇဝဇနောတထအတွိဇမနတောတံဘောဓိပပုနိတတိအဲ့ဒီ6ခုမြောက်ဖြစ်တဲ့ခန္တီပါရမီကိုတရားကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်ရတမဉ္ဇဉ်တပ်ပညုတဉာဏ်ကိုရပြီးတော့ဘုရားရှင်စီဧကံဖြစ်လိမ့်မယ်လို့ဒါသူကိုယ်သူအဲ့ဒါလို့ဆုံးမတယ်ပေါ့အဲ့တော့ဦးဇင်းတို့ပေသက်ပေါင်းသူတော်ကောင်းတို့တခြားသောပါရမီတွေကိုဘုရားလောင်းသူတော်ကောင်းကြီးသူကိုယ်သူကျင့်သုံးဖို့ဆုံးမတဲ့အခါမှာဥပမာလေးတွေပေးပြီးတော့ဆုံးမသလိုဒီခန္တီပါရမီမှာလည်းပဲဘုရားလောင်းကဥပမာပေးပြီးတော့ဆုံးမတယ်ပေါ့တော့ခန္တီပါရမီအရာမှာဥပမာပေးထားတဲ့နောက်ဥပမာတရားကဘာလဲဆိုတော့ယထာပိပထဝီနာမအတုစိန်ပိသူစိန်ပိစသဗ္ဗံတဟတိနိခိပံနာကရောတိပရိကတ္ထေယဒီဥမာလေးကအလွန်တရာမှကောင်းပါတယ်ဘာပြောလဲဆိုတော့ဟောဒီမဟာပထဝီမြေကြီးဟာသူ့ရဲ့အပေါ်မှာစင်ကြယ်တာတွေကိုပဲဖြစ်ဖြစ်မစင်ကြယ်တာတွေကိုပဲဖြစ်ဖြစ်ဘာတွေကိုပဲပြစ်ချလိုက်အဲ့ဒီပြစ်ချလိုက်တဲ့အရာတွေရဲ့အပေါ်မှာနာကရောတိပฏิကတ္တေယအမျက်ထွက်တယ်တနာကျင်တာတွေနော်ဒါမှမဟုတ်မမျက်နှိုးဘူးမျက်နှိုးတယ်ဆိုတဲ့ဒီလိုသဘာဝတရားသူ့မှာမရှိဘူးပေါ့နော်မြေကြီးပေါ်မှာစင်ကြယ်တဲ့အရာတွေကိုပဲပြစ်ချနော်ပန်းနေနန္တာတွေဟုတ်လားမစင်ကြယ်တဲ့အရာတွေဖြစ်တဲ့ကျင်ကြီးကျင်ငယ်သွေးပြေတလိပ်စရွေးအစရှိတဲ့ဘလို့အရာတွေပဲပြစ်ချဒီမြေကြီးဟာမတူကွဲပြားခြားနာတဲ့တုံ့ပြန်ချက်ကိုသူမပြုတ်ဘူးပေါ့နော်နာကရောတိပฏิကတ္တေယနော်စိတ်ထဲမှာသူ့မှာအမျက်ထွက်တယ်ဆိုတာလည်းမရှိဘူးညှက်နိုးတယ်ဆိုတာလည်းမရှိဘူးသဗ္ဗံတဟတိနိခိပံဘာတွေပဲပြစ်ချလိုက်သူဟာဒီတိုင်းပဲခံနေတယ်ပေါ့နော်သီးခံတယ်လို့သုံးတာတော့မဟုတ်နော်သီးခံတယ်ဆိုတာကတော့စိတ်ရှိတဲ့တတ္တဝါရဲ့မတုံ့ပြန်မှုကိုသုံးတာသူကတော့စိတ်မရှိဘူးစိတ်မရှိတော့သူ့ကိုဘာပြောတော့ဘာပဲပြစ်ချလိုက်သူကတော့မခံဘူးဆိုတာမရှိဘူးဒါခန္တီပါရမီနဲ့ပတ်သက်ပြီးတော့ရသော်ဖျက်ပေးထားတဲ့နော်ကြတိထပေါ်ရာကောင်းတဲ့ဥပမာတစ်ခုလို့ဆိုကြပါစို့နော်မြေကြီးလို့သဘောထားရမယ်ပေါ့မြေကြီးပေါ်မှာဘာတွေပဲပြစ်ချလိုက်မြေကြီးဟာဘာမှမတုံ့ပြန်မဲနဲ့ခန်းနေသလိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာလည်းပဲခန္တီပါရမီကိုအဲ့ဒီလိုဥပမာပေးပြီးတော့ဖြည့်ဆည်းရမယ်ပေါ့တထေဝတွန်ပိတပိတံတမ္မာနာဝမာနခမောခန္တီပါရမိတံခန္ဓဝတံဘောဓိပပုနိတတိတထေဝထို့အတူသာလဲတွန်ပိတင်းတိလေးတပိတံအလုံးစုံသောအရာတွေရဲ့အပေါ်မှာတမ္မာနာဝမာနခမောတဲ့ဒါလေးကအလွန်မှမျက်နှိုးစရာကောင်းတဲ့စကားလုံးလေးပါနော်တမ္မာနာဝမာနခမောတဲ့နော်မထေမဲ့မြင်ပြုတာကိုပဲဖြစ်မျက်နိုးပြုတာတွေကိုပဲဖြစ်အဲ့ဒါကိုဒီတိုင်းပဲခန္ဓာရင်ရှိရမယ်တဲ့တော့များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေနားလည်ထားတာကခန္တီဆိုတာကိုယ့်အပေါ်မှာ
ဟုတ်တာတွေပြောတာမကောင်းတာတွေပြောတာနော်ညှဉ်းပန်းတာနှိပ်စက်တာအဲ့ဒါလို့မကောင်းတာတွေကိုယ့်ပေါ်ပြုတ်လာတာကိုဒေါသမဖြစ်အောင်တိခတ်တဲ့အနေအထားကိုပဲခန္တီလို့နားလည်ထားကြတာဒါလည်းပဲဟုတ်ပါတယ်အဓိကကတော့အဲ့ဒါပဲသို့တော့ဒီပါဠိတော်မှာပြောထားတာကအဲ့ဒီလောက်တဲ့မကသမ္မာနာဝမနခမောတဲ့ကိုယ့်ပေါ်မှာမထေမဲ့မြင်ပြုတာကိုပဲဖြစ်ဖြစ်ကိုယ့်ကိုမျက်နှိုးတာကိုပဲဖြစ်ဖြစ်ဒေါသနဲ့လည်းမတုံ့ပြန်ရဘူးလောဘနဲ့လည်းမတုံ့ပြန်ရဘူးလို့ဆိုလိုတာတဲ့ပြောရရင်မကောင်းတာတွေကိုမှတိခံရတာမဟုတ်ကောင်းတာတွေကိုလည်းတိခံရမယ်လို့ပြောတာကောင်းတာကိုကြတော့တိခံတယ်ဆိုတဲ့အသုံးနှုန်းနဲ့ဘယ်သူမှမသုံးနှုန်းကြဘူး။အော်ဆိုကောင်းတာကိုကြတော့လူတွေကအလွန်ခံနိုင်တာ။ဒါပေမဲ့တကယ်စဉ်းစားကြည့်ရင်လောဘဖြစ်သွားပြီဒါရဲ့အပေါ်မှာကိုယ့်ရဲ့စိတ်ကလိုက်လျောမှုတွေကိုယ်ကလည်းတဖန်ပြန်ပြီးတော့နှစ်သက်မှုတွေမျက်နှာမှုတွေဖြစ်သွားပြီဆိုရင်အဲ့ဒါတိမခံနိုင်ခြင်းတစ်မျိုးပဲ။ဒါကြောင့်တိခံတယ်ဆိုတာမကောင်းတာတွေရဲ့အပေါ်မှာဒေါသမဖြစ်အောင်လုပ်နိုင်ရုံမျှနဲ့မပြည့်စုံသေးဘူး။ကောင်းတဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ထဲမှာလောဘမဖြစ်အောင်ထိမ့်သိမ်းနိုင်မှုလိုတယ်။ဒီမှာတော့အဓိကအဖြစ်တတ္တဝါတွေရဲ့အပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုယ့်ကိုမျက်နှိုးတဲ့လူတွေရှိတယ်လို့မမျက်နှိုးတဲ့လူတွေရှိတယ်။ကိုယ့်အကျိုးလိုလားတဲ့လူတွေရှိတယ်လို့ကိုယ့်အကျိုးမလိုလားတဲ့လူတွေရှိတယ်။နော်ရန်သူတွေရှိတယ်လို့မိတ်ဆွေတွေလည်းရှိမယ်ဆန့်ကျင်ဘက်ကိုယ့်ပေါ်မှာအမျိုးမျိုးသဘောထားတွေနဲ့ဆက်ဆံနေကြတဲ့လူတွေမရှိဘူးလားရှိတယ်။အေးအဲ့တော့မကောင်းသဖြင့်ကိုယ့်အပေါ်မှာမလိုလားဘဲနဲ့ဆက်ဆံတဲ့လူတွေရဲ့အပေါ်မှာသီးခံဖို့လိုအပ်တယ်လို့ကိုယ့်အပေါ်မှာမျက်မျက်နှုံနှုံနဲ့တန်ဖိုးထားပြီးတော့ဆက်ဆံတဲ့လူတွေရဲ့အပေါ်မှာလည်းဘာလို့ဖို့လို့သီးခံဖို့လိုသေးတာပဲအဲ့ဒါကြတော့ဒေါသမဖြစ်အောင်သီးခံရတာကိုဆိုလိုတာမဟုတ်တဖန်ပြန်ပြီးတော့နှစ်သက်မှုတွေမျက်နှုံမှုတွေလောဘတွေနဲ့မတုံ့ပြန်ပဲနေနိုင်တာကိုသီးခံတယ်လို့ဆိုလိုတာအဲ့ဒါကပိုတောင်ခက်မလားမသိဘူးနော်စဉ်းစားကြည့်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါကတော့သက်ရှိတွေရဲ့ပုံမှာခန္တီပါရမီတရားနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်တာပေါ့အဲ့တော့တကယ်ကတော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ခန္တီပါရမီကိုပြည့်ပြည့်စုံစုံစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကောင်းတဲ့လောကရန်တွေပဲတွေ့မကောင်းတဲ့လောကရန်တွေပဲတွေ့ဘယ်လိုလောကရန်တရားတွေနဲ့ပဲတွေ့ကိုယ့်ရဲ့စိတ်ထဲမှာနော်လိုက်လျောမှုနှစ်သက်မှုမကျေနပ်မှုဆန့်ကျင်ကန့်ကွက်မှုဒီလောဘဒေါသမဖြစ်အောင်သီးခံနိုင်မှသာလင်ဒါပြည့်စုံတဲ့ခန္တီလို့ဆိုရမှာဘုရားတို့ပါရမီ10ပါးထဲမှာနောက်ဆုံးဥပေက္ခပါရမီဆိုတာလေးနဲ့ဒီခန္တီပါရမီဆိုတာလေးကရောင်လေးတူတယ်ဒါပေမဲ့မတူဘူးဆိုတာကိုဦးဇင်းတို့အဲ့ဒီပါရမီကြတော့လည်းခွဲခြားပြီးတော့ပြောမယ်ခန္တီပါရမီကသူကဖြစ်ပေါ်လာတဲ့အနေအထားကိုဘာပဲဖြစ်သူကသိခံတာဥပေက္ခပါရမီကအဲ့လိုမဟုတ်ဘာပဲဖြစ်သူကလစ်လျူရှုထားတာနော်တကယ်တွက်ကြည့်ရင်အဲ့ဒီဥပေက္ခကပိုးပြီးတော့ခက်ခဲမယ်လို့ထင်တယ်အသိခံတယ်ဆိုတာကစကလုံးရဲ့အတိပ္ပယ်ကိုဒါရိုးရိုးလေးဦးဇင်းကစဉ်းစားကြည့်တာပါဒါကိုယ့်ရဲ့အတ္တနောမတိကိုယ်ပိုင်အတွေးလို့ဆိုကြပါစို့သိခံတယ်ဆိုတဲ့ကိုကစိတ်ထဲမှာတစုံတရာပြဿနာဖြစ်ပြီးတော့မှမကောင်းပါဘူးလေဆိုပြီးတော့သိခံလိုက်ရတဲ့အနေအထားရှိတယ်ဟိုကဥပေက္ခလစ်လျူရှုတယ်ဆိုတာသိခံစရာကိုသူကမလိုအောင်လုပ်ထားတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဥပေက္ခကပို့ပြီးတော့နက်နဲခက်ခဲတဲ့သဘောရှိမယ်ပေါ့ဘာတွေ့လို့မှသူ့မှာလောဘဒေါသမောဟမဖြစ်ဘူးနော်ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာကိုသူကဖြစ်เสียအကြောင်းသိပြီးတော့မရှိဘူးလစ်လျူရှုနိုင်တာသူကပို့ပြီးတော့မြင်မမယ်လို့ထင်တယ်ဒါကတော့အရင်တွေးကြည့်တာပေါ့ဒါကြောင့်ခန္တီဆိုတာဘာလဲလို့မေးရင်ပိဿပေါင်းသူတော်ကောင်းတို့တမ္မာနာဝမာနခမောကိုယ့်ပေါ်မျက်နှိုးတဲ့လူတွေမှာပဲဖြစ်မမျက်နှိုးတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ခန္ဓာရည်ရှိစွာတုံ့ပြန်ရမယ်လောဘနဲ့လည်းမတုံ့ပြန်ရဘူးဒေါသနဲ့လည်းမတုံ့ပြန်ရဘူးဒါပေမဲ့ဒီနေရာမှာဦးဇင်းတို့မင်းကုန်းစတော်ဘုရားကြီးကညာတော်ဖြင့်တဲ့ခန္တီဆိုတာမြတ်စွာဘုရားအလောင်းတော်ကြီးကတော့ဘုရားရှင်ကိုရမေကြီးကိုတော်တိုင်ဒါပါဠိတော်မှာဒီတိုင်းပဲဟောထားတာဒါပေမဲ့တို့လောကမှာအသုံးများကြတာကတော့သီးခံတယ်ဆိုတာစိတ်တူစရာမကျေနပ်စရာမကောင်းတဲ့အနေအထားတွေနဲ့ပတ်သက်လာရင်ဒေါသမဖြစ်အောင်စောင့်သိထိမ့်သိမ်းတာကိုပဲသီးခံတယ်လို့အသုံးများကြတယ်ပေါ့အဲ့ဒါကိုပဲအဓိကထားပြီးတော့စာရိပေတွေထဲမှာလည်းဖွင့်ပြကြတာပါပဲဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ခန္တီဆိုတာဘာလဲလို့ဆိုလို့ရှိရင်အာဒေါသစေတသိက်ကိုအရာကောက်တယ်လို့ဒီလိုဖွင့်ပြတဲ့ကျမ်းစာတွေလည်းရှိတယ်။နော်အဓိကပေါ့အာဒေါသတိုင်းဒီခန္တီမဟုတ်တော့လည်းပဲခန္တီကတော့အာဒေါသဒါလေးတွေကဒါလေးလေးနဲ့ဦးဇင်းတော်ကအဘိဓမ္မာရှုထောင့်ကနေပြီးတော့တွေ့တာလေးတွေကိုပြောကြည့်တာပေါ့ဟုတ်လားအဲ့တော့ဒီကနေ့ညဒီခန္တီတရားရဲ့နော်တဘာဝနဲ့ပတ်သက်ပြီးတော့ဒါ
ဒါဥယျာဉ်တို့အများကြီးပြောဖို့စီစဉ်ထားတယ်နော်ဒီနေ့ညတရားကပို့ပြီးတော့တောင်းမှရှည်မလားမသိဘူးဟုတ်လားနော်ဒါပေမဲ့ပြောစရာအကြောင်းချက်လက်တွေကတော့အများကြီးပဲတစ်ခုတစ်ခုကိုအသေးစိတ်ပြီးတော့ဥယျာဉ်တို့မပြောနိုင်နော်နည်းနည်းချင်းစီပဲပြောမယ်ကျန်တာလေးတွေကပိဿပုံတော်စဉ်းစားဖို့အတွက်ခြံထားမယ်ပေါ့ဟုတ်လားအဲ့တော့ဥယျာဉ်ပြောဖို့စီစဉ်ထားတာကနော်ခန္တီဆိုတာဘာလဲတော့ခန္တီရှိခြင်းရဲ့အကျိုးကျေးဇူးခန္တီမရှိခြင်းရဲ့အပြစ်အနာစာဒါတွေကိုပြောမယ်ပေါ့ပြီးတော့ဒီခန္တီတရားရှိဖို့အတွက်မြတ်စွာဘုရားဘလောက်တောင်ယဟန်တော်တွေတတ္တဝါတွေကိုနော်တိုက်တွန်းထားတယ်လေဆုံးမထားတယ်လေခန္တီနဲ့ပတ်သက်တဲ့နော်သုတ်တန်လေးတွေခန္တီနဲ့ပတ်သက်တဲ့နော်ဇတ်တော်တွေဒါတွေကိုဦးဇင်းတို့ပြောဖို့ဒါအများကြီးစီစဉ်ထားပါတယ်အဲ့တော့ဘယ်ကနေဦးဇင်းအခုစပြီးတော့ပြောရင်တော့ဆိုတော့နော်ဂါထာလေးတစ်ပုဒ်ရှိတယ်ခန္တီတရားနဲ့ပတ်သက်ပြီးတော့ခန္တီရဲ့အကျိုးကျေးဇူးကိုထင်ထင်ရှားရှားပြထားတာပေါ့လေ။ဘာပြောတာတုံးဆိုတော့သီလသမာဓိပညာနာခန္တီပဒါနာကာရဏသဗ္ဗေပိကုသလဓမ္မခန္တရာယဝဝတ္တေဒီဘက်ကဘာပြောလို့ဆိုတော့သီလသမာဓိပညာနာခန္တီပဒါနာကာရဏသီလသမာဓိပညာလို့ဆိုတဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းအကျင့်လမ်းကောင်းကြီးဟာခန္တီပဒါနာကာရဏတိခဏ်ခြင်းတရားတွေအဓိကအကြောင်းတရားရှိတယ်တဲ့။နော်ဆိုလိုတာကသီလဖြစ်ဖို့အတွက်လည်းပဲတိခဏ်ခြင်းဆိုတဲ့အကြောင်းတရားကိုအဓိကအကြောင်းခံရတယ်။တမာတိဖြစ်ဖို့ဆိုရင်လည်းပဲတိခဏ်ခြင်းဆိုတဲ့ခန္တီတရားရှိမှရမယ်။ပညာဖြစ်ဖို့ဆိုရင်လည်းပဲတိခဏ်ခြင်းခန္တီတရားရှိမှရမယ်။အဲ့တော့ခန္တီသီလတမာတိပညာဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားကြီးလို့ဒီလိုပြောတာ။နော်တပိတတို့ဉာဏ်ရှိတဲ့ကိုယ့်ကိုစဉ်းစားနော်သီလတွေဘာကြောင့်ပြက်သွားတာဆိုရင်မသိတိမခံနိုင်လို့ပြက်သွားတာပဲဟုတ်တယ်မလားလောဘဒေါသရဲ့ဓာန်ကိုတိမခံနိုင်လို့ပြက်သွားတာပဲတမာတိတွေဘာကြောင့်မရှိတောင်ဆိုတိမခံနိုင်လို့တမာတိမရှိတာပဲပညာတွေဘာကြောင့်မဖြစ်တောင်ဆိုတိမခံနိုင်တော့သီလမရှိတမာတိမရှိတော့ပညာကလည်းဆက်ဖြစ်ကြအကြောင်းမရှိတော့ဘူးအဲ့လောက်ပြောထားတဲ့အာမရလို့ဟောဘာဆက်ပြောထားတယ်ပြောဆိုသဗ္ဗေပိကုသလဓမ္မခန္တေယယဝဝတ္တေတဲ့အလုံးစုံသောကုသိုလ်တရားတွေဟာခန္တီကိုအမိပြုအပ်မှသာလျှင်ကြီးထွားနိုင်ကြတယ်တဲ့ကဲသီလသမာဓိပညာသည်ခန္တီလင်အဓိကကြတဲ့အကြောင်းတရားရှိတယ်အလုံးစုံသောကုသိုလ်တရားတွေဟာခန္တီဆိုတဲ့တိခဏ်ခြင်းကိုအမိပြုအပ်မှသာလျှင်ကောင်းစွာကြီးထွားနိုင်ကြတယ်တဲ့ဒါကြောင့်ပေတပေါင်းတော်ကောင်းတို့ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးထွားလိုကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္တီကိုအမိပြုဖို့မလိုဘူးလားလိုတယ်ဒီခန္တီတရားတိခဏ်ခြင်းတရားလက်ကင်ထားရမယ်ပေါ့ဒါလေးကနေဦးဇင်းအရင်စပြီးတော့ပြောတယ်ဟုတ်လားပြီးတော့ဦးဇင်းဘာဆက်ပြောခြင်းတော့ဆိုတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအခန္တီတုတ်တံဆိုပြီးတော့နော်တိခဏ်ခြင်းရဲ့အကျိုးကျေးဇူးတိမခဏ်ခြင်းရဲ့အပြစ်အနာစာရသော်ဘုရားတုတ်တံလေးနှစ်စုံဟောထားတယ်နော်တိခဏ်လို့ရှိရင်ဘလို့အကျိုးကျေးဇူးရမလဲတိမခဏ်ရင်ဘလို့အပြစ်အနာစာတွေရှိနိုင်လဲဆိုတာလေးဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပထမသုတ်တံမှာဗာပြောထားတုံးဆိုတော့ဘဟုနောစနတအပိယောဟောတိအမနာဘောတဲ့နော်တိမခံခြင်းကြောင့်ရရှိမဲ့အပြစ်၅မျိုးမြတ်စွာဘုရားဟောတာပထမသုတ်တံမှာဘဟုနောစနတအပိယောဟောတိအမနာဘောတဲ့တိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လူအများစုရဲ့မုံတီးတာမချစ်ခင်မနှစ်သက်မမျက်နှိုးမှုကိုသူခံရလိမ့်မယ်တဲ့နော်လူမုံများတယ်လို့ဆိုလိုတာအလေးမှတိမခံနိုင်ဘူးတိကနေရှိစိတ်ပဲတုံနေအလိုမကြတာပဲအမြဲပြနေတယ်အဲ့ဒီလူကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမနှစ်သက်ဘူးဒါကိုပြောတာနော်ဘဟုနောဇနတလူတွေအများကြီးရဲ့အပိယောချစ်ခင်နှစ်သက်မှုကိုသူမရဘူးအမနာပေါ်မျက်နှာမှုကိုသူမရဘူးတဲ့လူမုံများတယ်တဲ့တိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဝေဒဘဟုလောစဟောတိဝိဇ္ဇဘဟုလောတဲ့ဝေဒဘဟုလောဆိုရံများတယ်တဲ့တိမခံနိုင်တဲ့လူသူအထက်ကနေရှိပြောနေတော့တစ်ဖက်လူကလည်းသူ့ပြန်ပြောမှာပဲအဲ့ဒါနဲ့သူ့ဘဝမှာရံဖြစ်နေရတာနဲ့ပဲအချိန်ကြီးအများကြီးကုန်နိုင်တယ်။တိမခံနိုင်တဲ့လူတွေကရံဖြစ်နေရတာနဲ့ပဲအချိန်ကုန်တယ်။ရံဖြစ်ပြီးရင်ပြီးတော့လည်းမောပြီးတော့ကြံရစ်တယ်ဘာမှလည်းပဲကောင်းတာကောက်ကင်လိုက်စရာတခုမှလည်းမကြံဟုတ်လားဝေဒဘဟုလောစဟောတိဝိဇ္ဇဘဟုလောတဲ့တတိယဘာမှဆိုဝိဇ္ဇဘဟုလောအပြစ်အလွန်များတယ်တဲ့တိမခံနိုင်တဲ့လူဟာတိမခံနိုင်တော့ပြောချင်ရင်ပြောမှာပဲလေနော်ယုံညံ့တဲ့ဝစီကံတွေအများကြီးဖြစ်နိုင်တယ်ပေါ့အထူးသဖြင့်နော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပြောမိမယ်ဆိုရင်အပြစ်ကပို့ပြီးတော့ကြီးနိုင်တယ်ပေါ့
ဒါကြောင့်တိမခံတဲ့ပုဂ္ဂိုလ်ဟာလူတွေရဲ့မုန်းတီးမှုကိုခံရလိမ့်မယ်လူမုန်းများတယ်ရံများတယ်အပြစ်များတယ်အတန်ဘုံတန်ဘုံလောကလံကရောတိတဲ့တေဂာနီးမှာတွေ့တွေ့ဝေတရားရတယ်ဘာတစ်လျှောက်လုံးဒေါသတွေနဲ့ပဲကြီးထွားလာတာနေလာတာဆိုတော့နောက်တာရတဲ့တွေအများကြီးရှိနိုင်တယ်ကြီးကြီးလင်းလင်းမသေးရနိုင်ဘူးဘဝရဲ့အနေအထားတွေကိုစီစစ်ဝေဖန်ကြည့်တဲ့အခါမှာနေစဉ်အခါမှာဖြစ်တဲ့အခက်ခဲတဲ့သေစဉ်အခါမှာဖြစ်တဲ့အခက်ခဲကပိုးပြီးတော့အများကြီးကြီးကျယ်တယ်အဲ့ဒါတော့နားလည်ဖို့လိုတယ်နော်အဲ့တော့နေစဉ်အခါမှာဖြစ်တဲ့အခက်ခဲလေးကိုတောင်တိမခံနိုင်ဘူးဆိုတော့ပုဂ္ဂိုလ်တယောက်တည်းတေဂာနီးမှာဖြစ်မဲ့အခက်ခဲကိုသူတေချာပေါင်းနှီးပါတိမခံနိုင်တော့ဘူးလို့အစဉ်ကတော့မြင်တယ်နော်နေစဉ်တိမခံနိုင်တဲ့ကိစ္စလေးတွေကိုပြန်စဉ်းစားကြည့်လေကောင်းတယ်အားလေးတွေကိုတိမခံနည်းနည်းလေးကိုမခံနိုင်ဘူးခက်နေတာလူတွေကအများကြီးကိုမပြောနဲ့နော်အဲ့မြေကြီးလောက်ကြီးလောက်ရမယ်လို့မဆိုလိုပါဘူးဟုတ်လားအဲ့ဒါကဘုရားလောင်းတော်ကောင်းကြီးများအထွတ်အထိပ်ကျင့်ကြတာပေါ့နော်အဲ့ဒါလောက်ကြီးမဆိုလိုပါဘူးဒါပေမဲ့လူတွေဟာနည်းနည်းလေးတောင်ပြောလို့လည်းမရဘူးပြင်လို့လည်းမရဘူးများသောအားဖြင့်ဟုတ်လားအဲ့တော့နေစဉ်ခါမှာတွေ့တဲ့အခက်ခဲလေးကိုတောင်တိမခံနိုင်တဲ့ပုံကိုယ်တယောက်ဒီသေစဉ်ခါမှာတွေ့ရတဲ့အလွန်ကြီးကျယ်တဲ့အခက်ခဲနဲ့တွေ့ရင်တေချာပေါ့တိမခံနိုင်တော့ဘူးလို့ဒါကဥစဉ်ကမြင်တယ်ဒါကြောင့်တေဂာနိမှာသူစင်စင်ရဲတေရတတ်တယ်တန်မုံလောကလံကရောတိတွေ့တွေ့ဝေဝေမိုက်မိုက်မဲမဲတေရတတ်တယ်အဲ့ဒါလို့တေမယ်ဆိုရင်ဘာဖြစ်မှာတော့ကာယတ္တပေရပရမရဏဒုက္ကတိဝိနိပါဒနိရိယဥပပစ္စတိတဲ့တွေ့တွေ့ဝေဝေတေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့သွားရလံဖြစ်တဲ့အပေလေးပုံကိုရောက်သွားတတ်တယ်တဲ့အဲ့ဒါပထမသုတ်တံမှာပြောထားတဲ့အပြစ်၅မျိုးလူမုံများတယ်ရံများတယ်အပြစ်များတယ်တေဂာနိမှာတွေ့တွေ့ဝေဝေတေရတယ်ယုံညံ့တဲ့ဘဝတွေကိုရောက်တတ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ဘက်တိခံပဲဆိုရင်တော့အဲ့ဒီ၅မျိုးရဲ့ဆန့်ကျင်ဘက်နော်လူကြီးလူခင်များမယ်ရံမများဘူးအပြစ်မများဘူးတေဂာနိမှာကြီးကြီးလင်းလင်းသေးရမယ်ကောင်းမြတ်တဲ့ဘဝတွေကိုရောက်နိုင်တယ်ဒါကပထမသုတ်တံတစ်စုံမြတ်စွာဘုရားဟောတာနောက်သုတ်တံတစ်စုံရှိသေးတယ်တိခံခြင်းရဲ့အကျိုးကျေးဇူးတိမခံခြင်းရဲ့အပြစ်ပေါ့အဲ့ဒီမှာပြောထားတာကပထမပြောလိုက်တဲ့အပြစ်ကတော့အတူတူပဲဘဟုနောဇနတအပိယောဟောတိအမနာဘောလူမုံများမယ်ဒုတိယနဲ့တတိယပြောတဲ့အပြစ်ကြတော့မတူဘူးဘာပြောတော့ဆိုတော့လှုပ်ဒေါစာဟောတိဝိပတိတာရီတိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လှုပ်ဒေါစာဟောတိအလွန်ကြမ်းထမ်းနေတဲ့သူ့ရဲ့အမူအရာအပြောဆိုသူ့ရဲ့စိတ်တွေကိုအစားအထိမခံကြွေပကံဖြစ်နေခက်ထန်ကြမ်းထမ်းတယ်ပေါ့အလွန်ကျွတ်ဆက်တဲ့သဘောရှိတယ်ဘာလေးနဲ့မှသူ့ကိုထိလို့မရအလွန်ကြမ်းနေတဲ့လှုပ်ဓာတ်တချို့မြင်ရတဲ့အမူအရာလေးကြည့်ရတာနူးညံ့တယ်လို့ရှိတယ်ဒါပေမဲ့စိတ်ကအလွန်ကျွတ်ဆက်တာတွေရှိတယ်ပေါ့အတိမခံတဲ့အလေးချိန်ကြီးနဲ့နေနေတော့သူ့ရဲ့စိတ်တွေဘာဖြစ်တော့ကြမ်းနေတယ်လို့စိတ်ကြမ်းတော့ဘာဖြစ်တော့ဆိုတော့ဟောဝိပတိတာတွေစိတ်နှလုံးမตายရမှုတွေကိုသူအများကြီးခံစားရမယ်သူ့ရဲ့ဘဝမှာစိတ်ကြီးလင်းနေဆိုတာအလွန်နဲမယ်ပေါ့တိမခံတဲ့ပုဂ္ဂိုလ်ဒုတိယပြည့်နဲ့တတိယပြည့်ကွဲသွားတာနော်စလုထပြည့်နဲ့ပြင်စမပြည့်ကြတော့လေအတူတူပဲတမုံလောကလံကရောတိတွေ့တွေ့ဝေသေးရလိမ့်မယ်အပေလေးပုံကိုရောက်ရလိမ့်မယ်အဲ့တော့အဲ့ဒီသုတ်တန်နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာတိမခံခြင်းရဲ့အပြစ်ဘယ်နှပါးထွက်လာတော့ဆိုတော့9ပါးထွက်လာတယ်နောက်သင်္ချာကျွမ်းကျင်ကြတဲ့တက္ကမကြီးတွေနောက်ပထမ5ပါးကိုနောက်ထပ်2ပါးအပြောင်းလဲဖြစ်သွားတာနော်အဲ့ဒါဘယ်နှပါးရှိတော့9ပါးနော်အဲ့ဒါဘာတွေရတော့ဆိုတော့ဦးတို့တိမခံတဲ့ပုဂ္ဂိုလ်ဒီနော်လူမုံများတယ်နော်အပြစ်များတယ်ရှမ်းများတယ်ကြမ်းတမ်းတယ်သူ့ရဲ့ဘာလို့စိတ်နှလုံးဟာကြည်လင်မှုမရှိဘူးနှလုံးမသားရမှုတွေများတယ်ပေါ့နော်ပြီးတော့တွေ့တွေ့ဝေသေးရတယ်ယုံညံ့တဲ့ဘဝတွေကိုရောက်တတ်တယ်ဒါတိမခံတဲ့ပုဂ္ဂိုလ်တွေတွေ့ကြုံရမယ့်အပြစ်တိခံနိုင်မယ်ဆိုရင်အဲ့ဒီအပြစ်ရဲ့ဆန့်ကျင်ဘက်ကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်ဒါကြောင့်ပိဿပေါင်းတော်တိခံခြင်းတရားကိုလက်ကင်ထားနိုင်ကြဖို့မလိုဘူးလားလိုတယ်ဒါတိခံခြင်းရဲ့နောက်ရှိရင်ရရှိမဲ့အကျိုးမရှိရင်တွေ့ကြုံရမယ့်အပြစ်အနာစာတွေဒါတွေကိုဦးဇင်းတို့ပြောပါဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတိခံခြင်းဒီအလွန်အကျိုးကျေးဇူးများတဲ့အတွက်ကြောင့်တိခံခြင်းတရားနဲ့ပြည့်စုံဖို့အတွက်မြတ်စွာဘုရားအများကြီးတိုက်တွန်းတယ်နှိုးဆော်တယ်ပေါ့မနေ့တုန်းကဝရိယနဲ့ပတ်သက်ပြီးတော့လည်းပဲဝရိယရှိစေခြင်းလို့မြတ်စွာဘုရားကနောက်ရှေးအောင်နှောင်ပြစ်တွေကိုတတ္တိတာရကနေရာမှာထားပြီးတော့တိုက်တွန်းတဲ့သုတ်တန်တွေရှိတယ်နော်လူတွေလက်လန်းမမီနိုင်တဲ့ဖြစ်ရတွေကိုဥပမာနေရာပေးပြီးတော့တိုက်တွန်းနှိုးဆော်တဲ့သုတ်တန်တွေလည်းရှိတယ်အခုလည်းပဲမြတ်စွာဘုရားသုတ်တန်တစ်ပုဒ်ဟောထားတာရှိတယ်ဒီကရမတို့ဦးဇင်းတို့တာမန်လူတွေလက်လန်းမမီနိုင်တဲ့အနေအထားတစ်ခုကိုမြတ်စွာဘုရားညွှန်ပြပြီးတော့ဟောထားတဲ့သုတ်တန်တစ်ခုအဲ့ဒါကဘာတုံးဆိုတော့ဦးဇင်းတို့တန်ရုပ်ပါဠိတော်တက္ကတာဝကတန်ရုပ်ပါဠိတော်ထဲမှာဝိပစိဋ္ဌိသုတ်တန်ဆိုတာရှိတယ်ဝ
ဝိပစိတ္တိဆိုတာကတရားမင်းကြီးရဲ့ရောက်ခမနော်အတူရာနတ်မင်းကြီးရဲ့နာမည်ပဲဒီသုတ်တံကိုကျေးဇူးတော်ရှင်တိရိဝဆရာဘုရားကြီးဟောတာရှိတယ်တရားမင်းကြီးတဲ့ခန္တီစာရန်တော်တော်ကောင်းပါတယ်ပိတတော်အဲ့ဒါကိုလည်းနားကြည့်စေခြင်းနဲ့ဦးဇင်းတို့ကတော့အချင်းချုပ်လောက်ပဲပြောနိုင်ပဲပေါ့ဟုတ်လားအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဘာဟောတာတုံးဆိုတော့ယဟန်တို့တဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးတာလေးတစ်ခုကိုငါပြောပြမယ်ရှေးတုန်းကတာဝရိန္ဒာတွေလူသားတွေနဲ့စစ်ဖြစ်ကြခဏခဏဖြစ်ကြတယ်သူတို့ကဒါကဒကာမတို့ဦးဇင်းတို့လူသားတွေလက်လက်မမီနိုင်တဲ့လောကကြီးရဲ့အဖြစ်အပျက်အခြေအနေတစိတ်တဒေသပဲရှိသေးတယ်ဟုတ်လားနော်အဲ့ဒီမှာဦးဇင်းတို့ဝိပစိတ္တိအတူရိကြီးကအတူတာကြီးကသူ့ရဲ့အတူတာစစ်သားတွေကိုဘာပြောတော့ဆိုတော့ဒီစစ်ပွဲမှာတကယ်လို့တရားမင်းရှုံးခဲ့မယ်ဆိုလို့ရှိရင်တာဝတိနတ်တွေရှုံးမယ်ဆိုရင်အဲ့ဒီတရားမင်းကိုလေပင်လျင်၅ခုမြောက်နှောင်ဖွဲ့ထားတဲ့အနှောင်ဖွဲ့နဲ့တွဲပြီးတော့ငါဒီကိုခေါ်ခဲ့လို့ခိုင်းတယ်တရားမင်းကလည်းသူ့ရဲ့တာဝတိနတ်တွေကိုအဲ့ဒီတိုင်းပဲမှားထားတာတကယ်လို့ငါတို့နိုင်လို့ကတော့ပါအဲ့ဒီဝိပစိတ္တိအတူတာကိုနော်လေပင်လျင်၅ခုမြောက်ရှိတဲ့အနှောင်ဖွဲ့နဲ့နှောင်ဖွဲ့ပြီးတော့ငါဒီခေါ်ခဲ့အဲ့ဒီအနှောင်ဖွဲ့ကလည်းအရင်စိတ်ဝင်စားတယ်ကောင်းတယ်နှောင်ဖွဲ့ကဘာလဲဆိုတော့ခြေနှစ်ချောင်းလက်နှစ်ချောင်းလေပင်ကိုလှုပ်လို့မရအောင်နှောင်ဖွဲ့ထားတာအဲ့ဒီအနှောင်ဖွဲ့ကကျိုးမရှိဘူးတကိုးနဲ့နှောင်ဖွဲ့တာဘယ်လိုတုံးဆိုတော့အံ့ဩစရာကောင်းတယ်နော်နတ်တည်းရဲ့တကိုးကအဲ့ဒီဝိပစိတ္တိအတူရိကြီးကရှုံးသွားတာအဲ့ဒီစစ်ပွဲမှာရှုံးသွားတဲ့အခါကျတော့အတူဓာတွေရှုံးတဲ့အခါကျတော့တာဝရိန္ဒာတွေကအဲ့ဒီဝိပစိတ္တိအတူဓာကြီးကိုတရားမင်းပြောတဲ့အတိုင်းအဲ့ဒီအနှောင်ဖွဲ့နဲ့နှောင်ဖွဲ့ပြီးတော့သူ့ဒီကိုခေါ်လာတာတရားမင်းတွေကိုအဲ့ဒီအနှောင်ဖွဲ့ကဘလောက်စမ်းကြဲလဲဆိုရင်ဝိပစိတ္တိအတူဓာရဲ့စိတ်ထဲမှာတရားမင်းကတော်တယ်ကောင်းပါတယ်အပြစ်မရှိပါဘူးလို့ထင်ရင်အဲ့ဒီအနှောင်ဖွဲ့မရှိဘူးတတောင့်တတနေရတယ်တရားမင်းကမဟုတ်ဘူးတရားမင်းကမကောင်းဘူးတရားမင်းကဆိုးတာလို့ထင်တာနဲ့အနှောင်ဖွဲ့ကနှောင်ဖွဲ့ပြီးသားပဲတဲ့သူ့စိတ်နဲ့သူ့သူဖြစ်အောင်နှောင်ဖွဲ့ထားတာဒါလည်းတရားဓမ္မတို့ဦးဇင်းတို့လက်လှမ်းမမီနိုင်တဲ့အနေအထားတစ်ခုပေါ့ဟုတ်လားအဲ့လိုနှောင်ဖွဲ့ခံထားရတော့အဲ့ဒီဝိပစိတ္တိသူတာကိုဒီသုတ္တမနတ်သဘင်ရဲ့တကားပေါက်နာမှာထားသူ့အဲ့ဒါတရားမင်းကဒီနတ်သဘင်တွေကိုအမြဲတမ်းဝင်ထွက်သွားလာနေတော့မြဲတမ်းဝင်တိုင်းထွက်တိုင်းသွားတိုင်းလာတိုင်းအဲ့ဒီဝိပစိတ္တိအတူတာကြီးကဆဲတယ်တဲ့တရားမင်းကိုရုပ်ရင်ကြံထမ်းနဲ့ရုပ်မာတဲ့စကားတွေနဲ့ဆဲတယ်အဲ့လိုဆဲတာကိုတရားမင်းဘာမှပြန်မပြောဘူးနားကိုမထောင်ဒီတိုင်းသွားတာအဲ့လိုတရားမင်းကိုဆဲမှများတဲ့အခါကျတော့တရားမင်းကဘာမှမဖြစ်ပါဘဲနဲ့တရားမင်းရဲ့ဘေးမှာရှိတဲ့မာတလိကတတိုးမှမခံနိုင်အဲ့ဒါနဲ့တရားမင်းနဲ့တွေ့တဲ့အခါကျတော့မာတလိကဘာပြောတော့ဆိုတော့အရှင်တရားမင်းတဲ့ဒါကဆဲပါများလို့မနေနိုင်လို့သူပြောတော့တာအခုဝိပစိတ္တိကဝင်တိုင်းထွက်တိုင်းအမြဲဆဲနေတာအဲ့ဒါတရားမင်းကဒီတိုင်းကြီးနေတယ်အဲ့ဒါကြောက်လို့လားတဲ့ဒါမှမဟုတ်အားမျက်မရှိလို့လားတဲ့သိလားတရားမင်းကဒီလိုဘာမှမတုံ့ပြန်မဲနဲ့နေတာဟာအဲ့ဒီဝိပစိတ္တိကိုကြောက်လို့လားတဲ့ဒါမှမဟုတ်တုံ့ပြန်နိုင်တဲ့အားမရှိလို့လားတဲ့ဒီလိုသိခံနေတာကြောက်လို့သိခံတာလားအားမရှိလို့သိခံတာလားမရှင်းနိုင်လို့သိခံတာလားလို့မေးတာအဲ့တော့တရားမင်းကတော့အေးစီးသေးပါပဲဘာပြောလို့ဆိုတော့မဟုတ်ပါဘူးတဲ့ငါကြောက်လို့သိခံနေတာလည်းမဟုတ်အားမရှိလို့သိခံနေတာလည်းမဟုတ်ဘူးတဲ့ငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကြောင့်ဒီလိုလူမိုက်နဲ့တုပြီးတော့ဖက်ပြိုင်နေရမှလဲတဲ့ဒါသူအရင်စပြောတယ်ဒါလည်းစဉ်းစားစရာကောင်းတာပဲဦးဇင်းကတော့နော်ဒီကနေ့တော့ဦးဇင်းတို့တွေတခါတလေရံဖြစ်ကြတာရှိတယ်နော်ညင်ညာခုံကြတာရှိတယ်တိမခံနိုင်ကြတာတွေရှိတယ်အဲ့လိုရံဖြစ်ကြတဲ့ညင်ညာခုံကြတဲ့တစ်ဖက်လူထက်ကိုတာတယ်လို့တော့ထင်နေတာပဲအဲ့လိုထင်နေတော့ငါဟုတ်တယ် तू မဟုတ်ဘူးဆိုပြီးတော့အသာသီးရအောင်လုပ်ကြတာပေါ့တကယ်တည်းကတူးပြီးတော့ပြောကြပြီညင်းကြပြီရံဖြစ်ကြပြီဆိုရင်တော့တိတ်ပြီးတော့မထူးပါဘူးအဲ့ဒီလိုနှစ်ယောက်ကအဲ့ဒီအနေထားမှာတိတ်ပြီးတော့မထူးဘူးဒါပေမဲ့ခက်တာကနှစ်ယောက်စလုံးကသူ့ထက်ငါသားတယ်လို့ထင်နေတာဟုတ်လားအဲ့ဒါကိုကလည်းမထူးဘူးလို့ပြောရမလို့ရှိတယ်ခုတရားမင်းပြောတာကြည့်နော်ငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တရားဘာကြောင့်အဲ့လိုလူမိုင်းနဲ့တုပြီးတော့ဖက်ပြိုင်နေရမှာတော့တဲ့မတူဘူးဆိုတာကို तू ကဘယ်လိုတက်တည်ပြတာတော့တုမနေဘူးပြောမနေဘူးဆိုတာနဲ့တက်တည်ပြတာနော်လူတွေကတုဖက်ပြီးတော့ပြောရင်လည်းဒါပေမဲ့တူတယ်လို့တော့မတင်ဘူးအမှန်ကဘယ်လိုဖြစ်နေလဲတူတယ်နော်အဲ့ဒီကိစ္စမှာတော့အတန်ညင်သိမ့်မကွာလို့ညင်းနေကြတာဟုတ်တယ်မဟုတ်လားအေးထားတော့အဲ့တရားမင်းကအဲ့လိုပြောတာငါကြောက်လို့လည်းမဟုတ်ဘူးအားမရှိလို့လည်းမဟုတ်ဘူးနော်တုဖက်ပြီးတော့ငါမပြောခြင်းလို့သိခံနေတာအဲ့လိုပြောတဲ့အခါကျတော့မာတလိကဘာပြန်ပြောပြန်တော့ဆိုတော့တရားမင်းတဲ့လူမိုက်တွေဆိုတာသူတို့မိုက်မဲမှုသူတို့ရဲ့မကောင်းမှုတွေကိုဉာဏ်ရှိတဲ့လူတွေကမှမတားမြစ်ဘူးဆိုရင်သူတို့မှပိုးပြီးတော့ပျက်စီးသွားနိုင်တယ်တဲ့သူတို့ရဲ့မိုက်မဲမှုတွေနဲ့
ဒါကြောင့်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကမိုက်မဲတဲ့ပုဂ္ဂိုလ်တွေကိုပြင်းထန်တဲ့ဓာတ်နဲ့နှိပ်ကွက်တဲ့တဲ့ဟောဒါကလောကကြီးအရာတော့အလုံးကလက်ခံကြမဲ့အမြင်တစ်ခုလို့အရင်ထင်ပါတယ်နော်မိုက်မဲတဲ့ပုဂ္ဂိုလ်တွေကိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကမှမထိန်ချုပ်ဘူးဆိုရင်သူတို့ဟာအများကြီးပျက်စီးသွားနိုင်တယ်ဒါကြောင့်သူတို့ကိုပညာရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာနှိပ်ကွက်တဲ့နေတဲ့အဲ့ဒါကိုသူဘယ်လိုသုံးလို့ဆိုရင်ပြင်းထန်တဲ့ဓာတ်ပေးပြီးတော့နှိပ်ကွက်တဲ့နေလို့အဲ့လိုပြောတာဒါမှသူတို့ငြိမ်သွားမယ်ပေါ့ဒီအမြင်ကတော့လူတော်တော်များများထောက်ခံမယ်နော်ဒါလောကရဲ့အမြင်ပေါ့ဟုတ်လားအဲ့တော့တရားမင်းကဘာပြောတော့ဆိုတော့အေးတဲ့မင်းဘာပဲပြောလူတယောက်အမျက်ထွက်တယ်တစ်ဖက်လူကအမျက်ထွက်တယ်ဆိုရင်ကိုကအဲ့ဒါကိုသိပြီးတော့တတိကလေးနဲ့ကိုငြိမ်းအေးအောင်နေလိုက်မယ်ဆိုရင်ကိုအဲ့ဒီငြိမ်းအေးစွာနေလိုက်တဲ့နေခြင်းကအဲ့ဒီလူကိုတားမြစ်ပြီးသားဖြစ်တယ်လို့ငါထင်တယ်တဲ့ဟောဒါကပိုးပြီးတော့နုညံ့သိမ်မွေ့တယ်နုညံ့သိမ်မွေ့သည့်အလျောက်ပိုးပြီးတော့နားလည်ဖို့လည်းခက်တယ်ဦးဇင်းကဒီသုတ်တံကိုဖတ်ကြည့်တယ်ဒီခန္တီနဲ့ပတ်သက်ပြီးတော့လည်းမကြာခဏစဉ်းစားမိတယ်ပေါ့နော်ခန္တီဆိုတာကလေကျင့်သုံးဖို့ဆိုတဲ့အဆင့်ကိုမပြောနဲ့နော်နားလည်ဖို့ဆိုတဲ့အဆင့်တော့သိမလွယ်ဘူးလို့ထင်တယ်နားမလည်လို့လူတွေကများသောအားဖြင့်လက်မခံနိုင်ကြတာလက်မခံနိုင်လို့သိပြီးတော့လည်းမကျင့်သုံးကြတာနော်တိခါရမယ်ဘာဖြစ်ဖြစ်ခေါင်းငုံပြီးတော့ခံရမယ်ဆိုတော့ဒါကြီးကသဘာဝမကျဘူးလို့ပဲထင်ကြတာပဲများတယ်ဒီတိခါခြင်းတရားဟာလိုအပ်တယ်လို့ကိုလိုရမယ်ဆိုတဲ့အမြင်မျိုးဒီလိုရှိဖို့ဆိုတာကဒီခန္တီရဲ့သဘောတဘာဝကိုကောင်းကောင်းနားလည်မှဖြစ်တာဒါထိုက်တဲ့လောက်လည်းတချို့လည်းသိခံနိုင်ကြတာတော့ရှိတယ်ဒါပေမဲ့ခန္တီရဲ့တဘာဝကိုပြည့်ဝနားလည်ဖို့ဆိုတာမလွယ်ဘူးလို့ဦးဇင်းကတော့အဲ့လိုထင်တယ်ဟုတ်လားအခုပြောပြီနော်တရားမင်းပြောနေတာဟုတ်လားဒေါသဖြစ်လာတယ်ဒေါသဖြစ်เสียကြုံလာတယ်ဒေါသမဖြစ်ဖဲနဲ့တတိကလေးနဲ့ကိုယ့်ကိုငြိမ်းအေးအောင်နေလိုက်မယ်ဆိုရင်အဲ့ဒီငြိမ်းအေးအောင်နေလိုက်တဲ့နေခြင်းကိုကတစ်ဖက်လူကိုတားမြစ်ပြီးသားဖြစ်တယ်တဲ့အဲ့ဒီလိုသူမြင်နေတဲ့အဲ့လိုပြောတဲ့အခါကျတော့မာတတိကနားမလဲလို့လားနော်ဘလို့အကြောင်းကြောင့်ပဲတော့မသိဘူးသူဘာပြန်ပြောတော့သူပြောတာနည်းနည်းတော့လွန်တယ်လို့ဆိုရမယ်တရားမင်းတဲ့သင်ပါပဲပြောကျုပ်ကတော့သီးခံခြင်းတရားမှာအပြစ်ပဲမြင်တယ်တဲ့နော်ဆိုလိုတာကသီးခံတာကောင်းကိုမကောင်းဘူးလို့ကိုသူမြင်နေတဲ့ကဲနော်သီးခံခြင်းဟာကောင်းကိုမကောင်းဘူးလို့မြင်နေတဲ့နော်သီးခံခြင်းမှာအပြစ်ပဲမြင်နေတဲ့မပြုတ်လို့လဲဆိုတော့တဲ့လောကကြီးမှာလူတွေကသီးခံမှန်းသိလို့ရှိရင်ပို့ပြီးတော့အနိုင်ယူခြင်းညတယ်တဲ့ဥပမာရှုံးတဲ့နွားကိုနိုင်တဲ့နွားတွေကလိုက်ပြီးတော့တခါတည်းခွေကြတယ်လို့မျိုးပေါ့ဟုတ်လားဒါကြောင့်သီးခံရတာကောင်းကိုမကောင်းတဲ့ဒါသူ့ရဲ့အမြင်ပဲနော်သီးခံမှန်းသိလို့ရှိရင်နိုင်တယ်ဆိုပြီးတော့မလုပ်ကြတော့နော်ရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့မျိုးလို့သူကဥမာနဲ့ပြောတာအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကတရားမင်းကမာတလိကိုဘာပြောတော့ဆိုတော့အေးတဲ့မင်းငါ့ကိုကြောက်လို့သီးခံတယ်လို့ပဲထင်နော်မကြောက်လို့သီးခံတယ်လို့ပဲထင်ဘာကြောင့်မဲထင်ဟောဒီလောကကြီးမှာအကျိုးစီးပွားတွေထဲမှာကိုယ့်ရဲ့အကျိုးစီးပွားရရှိဖို့သာလင်ပရဏကြတယ်တဲ့နော်တဒဋ္ဌံပရမအတ္တအကျိုးရှိတယ်ဆိုတဲ့နေရာမှာကိုယ့်အတွက်အကျိုးရှိဖို့ရသည်ပရဏကြတယ်တဲ့အကျိုးစီးပွားကအကျိုးစီးပွားထဲမှာကိုယ်အကျိုးစီးပွားဟာအမွတ်မြတ်ဆုံးပဲတဲ့ဒါရောလက်ခံရတာစဉ်းစားကြည့်နော်တေချာစဉ်းစားကြည့်နော်အကျိုးစီးပွားတွေထဲမှာကိုယ့်အတွက်အကျိုးစီးပွားရှိဖို့ကအရေးကြီးဆုံးပဲအကျိုးစီးပွားဆိုတာလေစစ်မှန်တဲ့အကျိုးစီးပွားကိုရည်ညွှန်းတာဟုတ်ရဲ့လားကိုယ့်အတွက်ချမ်းသာဖို့အကျိုးစီးပွားရှိဖို့အတွက်ကိုကမလုပ်ရင်ဘယ်သူကလုပ်ပေးမလို့အကျိုးမှလုပ်မပေးဘူးဟုတ်တယ်မဟုတ်လားအေးအဲ့တော့ကိုယ့်အတွက်အကျိုးရှိဖို့ဆိုလို့ရှိရင်လည်းပဲခန္တရားပင်ရောနဝိစတိသီးခံခြင်းတရားထက်ကိုယ့်အတွက်အကျိုးရှိနိုင်တာဒီပြင်တရားတစ်ခုမရှိဘူးတဲ့ဆိုလိုတာကသီးခံခြင်းဒီကိုယ့်အတွက်အကျိုးအရှိဆုံးတရားပဲဒါကြောင့်ကိုယ့်အတွက်အကျိုးအရှိဆုံးတရားဖြစ်မဲ့သီးခံခြင်းတရားကိုလက်ကင်ထားပြီးတော့အကောင်းဆုံးအကျိုးစီးပွားဖြစ်တဲ့ကိုယ်ကျိုးစီးပွားကိုဟာရအောင်ရှာရမယ်လို့သူကအဲ့လိုပြောတာဘယ်သူတွေကဘယ်လိုပဲထင်သီးခံလိုက်မှသာလဲကိုယ့်အတွက်တကယ်အကျိုးရှိမယ်လို့ပြောတာဟုတ်လားအဲ့လိုပြောပြီးတော့သူကဆက်ပြောတော့ဆိုတော့မတလီတဲ့လောကကြီးမှာကိုကအားရှိပါလက်ကဲနဲ့အားမရှိတဲ့ပုဂ္ဂိုလ်ကိုသီးခံမှသာလဲအဲ့ဒီသီးခံခြင်းဟာမြတ်သောသီးခံခြင်းလို့ဆိုရမယ်တဲ့ဆိုလိုတာကိုနိုင်တယ်ဒီလူကိုအစသာရရှင်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုနိုင်ပါလက်ကဲနဲ့ငုံပြီးတော့သီးခံတဲ့သီးခံခြင်းမျိုးကအမြတ်ဆုံးပဲတဲ့ကိုအားမရှိလို့သီးခံရတယ်ဆိုတာကတော့အားမရှိတဲ့လူကတော့အမြဲတမ်းသီးခံနေရတာပဲတဲ့အဲ့ဒါကတော့မြတ်တယ်လို့မဆိုနိုင်ဘူးတစ်ဆက်တည်းသူပါဆက်ပြောတော့ဆိုတော့လူမိုက်တွေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့လူမိုက်တွေကသူ့ကိုယ်သူအားရှိတယ်လို့ထင်ကြတာပေါ့တကယ်တမ်းက
တွေ့ကြုံလာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့တတိကလေးနဲ့ငင်းအေးအောင်နေတတ်မှသာလေအဲ့ဒီအားတကယ်အားအစစ်ပဲလို့သူပြောတာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့နောက်ထပ်သူဆက်ပြီးတော့ပြောတယ်နောက်ဂါထာလေး၃ပုဒ်အဲ့ဒါလေးကတော့ဦးဇင်းကအယံကိုသဘောကျတယ်ခန့်ငယ်ငယ်ကစပြီးတော့အဲ့ဒီဂါထာလေး၃ပုဒ်ကတော့စွဲနေတယ်ပေါ့လေဘာပြောတာတော့ဆိုတော့တတ္တေဝတေနပပိယောယောကုတ္တံပฏิကုဇ္ဇတိကုတ္တံအပတိကုဇ္ဇံတော်သင်္ကာမေစီတိဒုစေယနော်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့လူတယောက်အမျက်ထွက်တယ်ကိုယ်ပေါ်မှာမဟုတ်တာလုပ်တယ်ဒေါသတွေနဲ့အဲ့ဒါကိုကိုယ်ကသိပြီးတော့အမျက်မထွက်အောင်မထိန်နိုင်မဲနဲ့အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်မယ်ဆိုလို့ရှိရင်အဲ့ဒါရှေးအရင်အမျက်ထွက်တဲ့လူတဲ့နောက်ထပ်ပြီးတော့အမျက်ထွက်တဲ့လူကပို့ပြီးတော့မိုက်မဲတယ်တဲ့ဟုတ်လားအဲ့ဒီလူတယောက်အမျက်ထွက်တာကိုသိပြီးတော့ကိုကအမျက်မထွက်ဖက်နဲ့ထိန်းနိုင်မယ်ဆိုရင်တော့အလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်နိုင်တယ်လို့ဆိုရတယ်တဲ့နော်ဒီလူကမကောင်းလို့ကိုကပြန်မကောင်းမယ်ဆိုရင်ကိုကသူ့တက်ပိုးဆိုးတယ်တဲ့သူကလည်းပဲအကြောင်းတစ်ခုခုကြောင့်ကိုယ့်ကိုပေါ်မှာဆိုးလိုက်တာပဲကိုကလည်းပြန်ဆိုးတယ်ဆိုရင်ကိုလည်းပဲဒါသူဆိုးလို့ဆိုတဲ့အကြောင်းကြောင့်ပြန်ဆိုးလိုက်တာပဲအကြောင်းတရားတွေကမတူပေမဲ့လို့ဆိုးကြတာချင်းတော့အတူတူပဲဒါပေမဲ့နောက်လူကိုဘာကြောင့်ပိုးဆိုးတယ်လို့ပြောရတယ်လေနောက်လူကဒီမှာမြင်းနေရတယ်ဒီလူဒေါသဖြစ်လို့ပူလောင်ဆင်းရဲနေရဆိုမြင်နေမှလဲกินတယ်အဲ့ဒီလမ်းကြီးကိုဝတ်ဆက်လိုက်တာသဘောပေါက်လားနော်ကိုယ်ပေါ်လာပြီးတော့ဒေါသတွေနဲ့ပြောဟဲဆိုရဲလှုပ်တယ်သူ့မှာဒေါသကြောင့်ပူလောင်နေတာကိုသိတယ်သိပါလဲနဲ့ကိုကလည်းပဲသူ့လမ်းစဉ်ပဲထပ်ပြီးတော့လိုက်တယ်ဒေါသတွေနဲ့ပြန်ပြီးတော့တုံ့ပြန်မယ်ပြောဆိုမယ်ဒေါသဖြစ်ကြတာချင်းအတူတူပဲအကြောင်းတရားတော့မတူဘူးသူကတော့အကြောင်းတစ်မျိုးကြောင့်ဒေါသဖြစ်မယ်ကိုကတော့သူဒေါသဖြစ်လို့ကိုဒေါသဖြစ်တယ်ဟုတ်လားဒါမဲ့လို့ရှေ့ထက်နောက်လို့ပို့ပြီးတော့မိုက်တယ်ရှေ့လူအမျက်ထွက်ပါလေနဲ့နောက်လူကအမျက်မထွက်အောင်ထိန်းနိုင်မယ်ဆိုရင်တော့အလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်ရရောက်တယ်တဲ့ဟုတ်လားဒါကိုပြောတာနော်ဒါကြောင့်တတ္တေဝတေနပပိယောယောကုတ္တံပฏิကုဇ္ဇတိကုတ္တမပฏิကုဇ္ဇံတို့သင်္ကာမေစီတိဒုစေယအလွန်အောင်နိုင်ခဲ့တဲ့စစ်ပွဲကိုအောင်ဖို့အတွက်အမျက်ထွက်တဲ့ပုဂ္ဂိုလ်နဲ့တွေ့လာရင်အမျက်မထွက်ဘက်ကိုဟာထိန်းနိုင်ရမယ်ဒါပြောတာဟုတ်ရဲ့လားအဲ့ဒီမှာဆက်ပြီးတော့ဦးဇင်းတို့ဘာပြောပြန်တော့ဆိုတော့ဥပိဏမတ္ထစရတိအတ္တနောသပရတ္တသပရံတံကုပိတံညတ္တဝယောတတောဥပတမတိတဲ့လူတယောက်မကောင်းဘူးကိုယ့်ပေါ်မှာမကောင်းဒေါသတွေနဲ့လာတယ်ဆိုရပါစို့အဲ့ဒါကိုကိုကတတိနဲ့ငြိမ်းအေးအောင်နေလိုက်နိုင်တယ်နော်ပရံတံကုပိတံညတ္တဝသူအမျက်ဒေါသတွေဖြစ်နေတယ်ဆိုတာကိုသိတယ်အဲ့ဒီသိတဲ့ခါမှာပါယောတတောဥပတမတိတတိလေးနဲ့ငါတော့ဒေါသဖြစ်တော့မှဒေါသဖြစ်ရင်တော့ငါတော့ပိုဆိုးတော့မှပဲတတိကလေးနဲ့သူ့လိုဒေါသမဖြစ်အောင်ကိုထိန်းလိုက်တယ်ငြင်းအေးအောင်နေလိုက်တယ်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘာလဲတဲ့ဥပိဏမတ္ထစရတိအတ္တနောသပရတ္တသတဲ့ကိုယ့်ရဲ့အတွက်သူ့ရဲ့အတွက်နှစ်ပါးစုံတို့ရဲ့အတွက်အကျိုးစီးပွားကိုကျင့်သုံးတယ်လို့ဆိုရမယ်တဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုကိုယ်တိုင်ကျင့်သုံးတယ်သူ့ရဲ့အကျိုးစီးပွားကိုတောင်းကျင့်သုံးပေးလိုက်ရရောက်တယ်တဲ့ဒါပါလေအတိပ္ပယ်ကဒေါသမဖြစ်အောင်ထိန်းတယ်ဆိုတာကိုယ့်အတွက်ဆိုးကျိုးတွေမဖြစ်အောင်ကိုကြိုးစားလိုက်တာကိုကဒေါသကိုထိန်းလိုက်တဲ့အခါကျတော့ကိုကြောင့်သူဟာဆက်ပြီးတော့ဒေါသဖြစ်เสียအကြောင်းမရှိတော့ဘူးသူဒေါသကတဖြည်းဖြည်းနဲ့အရှိန်သေးသွားဖို့ပဲရှိတယ်သူကတုံ့ပြန်လို့ကိုကတုံ့ပြန်မယ်ဆိုရင်မဆုံးတော့ဘူးလေအဲ့တော့ဒီဒုက္ခဆက်ကြီးကိုကိုကဆက်ပြီးတော့ရက်နိုင်အောင်ကြိုးစားလိုက်တာအဲ့တော့သူ့အတွက်အကျိုးရှိအောင်လဲကိုကျင့်သုံးပေးရရောက်တယ်နားလေကြလားမသိဘူးနော်တိခံတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကျိုးရှိအောင်လဲလှုပ်လိုက်ရရောက်တယ်တစ်ဖက်သားအတွက်အကျိုးရှိအောင်လဲလှုပ်လိုက်ရရောက်တယ်နားလည်လို့တဲ့စကားနဲ့လက်တွေ့ကြကြပြောရမယ်ဆိုရင်တိခံလိုက်မယ်ဆိုရင်ကိုယ့်အတွက်အကျဲမငြိမ်းမွေတွေတခါတည်းပြီးသွားရောဘာမှရှင်းစရာမလိုတော့တစ်ဖက်လူလည်းပဲကိုကဘာမှမတုံ့ပြန်တဲ့အတွက်ကြောင့်ဒေါသတွေဆက်ပြီးတော့သူပွားစရာအကြောင်းမရှိဘူးမှားစရာအကြောင်းသိပြီးတော့မရှိဘူးရက်သွားတယ်ကိုကပြန်တုံ့ပြန်မယ်ဆိုရင်ဘာမဆိုဖြစ်နိုင်တယ်နော်စကားကနေတော့လက်တွေပါတွေပါလာမယ်ဆိုရင်ရာသမှုတွေပါတဲ့ဆက်အကြီးကျယ်ဖြစ်နိုင်တယ်ဒါကြောင့်တိခံခြင်းသည်ကိုကျိုးသူကျိုးနှစ်မျိုးစုံသောအကျိုးကိုကျင့်သုံးရရောက်တယ်လို့တရားမင်းပြောတာဟုတ်လားအဲ့ဒါလိုအလွန်တရာကောင်းတဲ့အကျင့်ကိုကျင့်ကြတဲ့လူတွေကိုပဲလောကမှာသူတော်ကောင်းတရားကိုနားမလည်ကြတဲ့ပုဂ္ဂိုလ်တွေကဒီလူတွေဟာလူအတွေပါလို့ပြောကြသေးတယ်တဲ့ဟောဒါလေးကလည်းပါသေးတယ်ဟုတ်လားဥပိဏတိကိစ္ဆန္ဒနာအတ္တနောသပရတ္တသမိမိအတွက်သူတော်ဘာအတွက်ငြိမ်းအေးအောင်ဆေးကုပေးတဲ့အဲ့ဒီတိခတ်တဲ့လူကိုပဲတဲ့နော်ဇနာမဉ္ဇန္တိဘာလောတိယေဓမတအာကောဝိတာသူတော်ကောင်းတရားကိုမကျွမ်းကျင်မလိမ္မာကြတဲ့လူအများစုကြီးကဒီလူဟာလူမိုက်ပဲလို့တောင်ထင်ကြသေးတယ်တဲ့ကဲနော်ဒီခံခြင်းအဖြစ်ကိုအကျိုးရှိအောင်သူများအကျိုးရှိအောင်တကယ်ကိုစစ်မှန်တဲ့နီလန်းနဲ့လုပ်နေတာကိုပဲသူတော်ကောင်းတရားကိုမကျွမ်းကျင်မလိမ္မာကြတဲ့လူအများစုကြီးကဘယ်လိုထင်ထားလဲတော့လူအပဲလူမိုက်ပဲလို့ထင်နေတယ်စဉ်းစားကြည့်နော်အေးဒါတရားမင်းကပြောတာ
ဒါကြောင့်သူပြောတဲ့စကားတွေအကုန်လုံးကအနှစ်သာရနဲ့ပြည့်နေတယ်တရားမင်းဘယ်လောက်တီးခံနိုင်လဲဆိုတာအဲ့ဒီမှာမြတ်စွာဘုရားယဟန်တို့တဲ့ရှေးကံရဲ့အကျိုးပေးကိုအမိပြုပြီးတော့အသက်ရှင်ကြတဲ့နတ်တွေကတောင်မှဒီတီးခံခြင်းရဲ့အကျိုးကျေးဇူးကိုပြသပြောဆိုပြီးတော့နေနိုင်ကြတယ်ဆိုရင်နော်ငါဘုရားရဲ့သာသနာမှာပြုံပြီးတော့ယဟန်ပြုနေကြတဲ့တင်တို့အတွက်တီးခံခြင်းတရားဆိုတာလက်ကိုင်းထားရမယ်အမျက်ဒေါသမထွက်ရဘူးလို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဝိပဿနာသုတ်တံကိုဟောပြတာဒါကမြတ်စွာဘုရားရဲ့နော်လူတွေလက်လက်မမီနိုင်တဲ့အဖြစ်အပျက်အခြေအနေတစ်ခုကိုညွှန်ပြပြီးတော့တဆင့်ပြန်ပြီးတော့ပြောပြတာကိုယ်တော့မှဖြစ်ပျက်ခဲ့တဲ့အခြေအနေအကြောင်းအရာကိုလည်းပဲထောက်ထားပြုပြီးတော့မြတ်စွာဘုရားပြောခဲ့တာတွေလည်းအများကြီးရှိတယ်ဆိုကြပါစို့ဦးဇင်းတို့ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီကာဝမင်းသားတို့ရဲ့အကြောင်းဟာအလွန်ပြောစရာကောင်းတယ်ပေါ့မြတ်စွာဘုရားလက်ထက်ကကောတံမီပြည်မှာနော်တန်ဃာတွေကွဲကြတာရှိတယ်ပါမဟုတ်တဲ့အကြောင်းအရာလေးကိုအခြေခံပြီးတော့နော်ဝိနည်းဆောင်ယဟန်နေနဲ့နော်ဓမ္မဂတိကသုတ်တန်ဆောင်ယဟန်နေကွဲကြတာဘာမှမပြောပါတော့တဲ့အကြောင်းအရာလေးနဲ့စစ်ဆက်လို့မရဘူးဘုရားရှင်ကိုလိုမြတ်ကြီးကိုလိုတိုင်းစစ်သက်တောင်စစ်ဆက်လို့မရအောင်အလုံးမှစစ်ဆက်လို့မရတဲ့အခါကျတော့ဒီဒေါသတွေအာဃတတွေနဲ့အမုန်းတွေနဲ့နေကြတာတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့နော်ယဟန်တန်ဃာတွေဖြစ်ပြီးတော့အဲ့လိုဖြစ်နေတော့မြတ်စွာဘုရားကအမျိုးမျိုးဖြောင်းပြန်နားချတယ်အဲ့ဒီတည်းမှာဇတ်တော်တွေအများကြီးဟောတယ်အဲ့ဒီအဖြစ်အပျက်ကိုအခြေခံပြီးတော့အဲ့ဒီဇတ်တော်တွေကဇတ်တော်တစ်ခုပေါ့နော်ဒီကာဟုအကြောင်းနော်ဒီဂီတိကောသလဇတ်ဆိုပြီးတော့ဟောတာရှိတယ်အဲ့ဒါဘုရားလောင်းသူတော်ကောင်းကြီးသူ့အကြောင်းသူပြန်ပြောတာပါမြတ်စွာဘုရားကယဟန်တို့တဲ့တခုသောဘဝတုန်းကဦးဇင်းတို့အလွန်အားကြီးတဲ့ဗာရဏသီပြည်ပြမတတ်ဘုရင်ဆိုတာရှိတယ်သူနဲ့နယ်နိမိတ်ချင်းဆက်နေတဲ့နော်ကောသလဘုရင်ရဲ့တိုင်းပြည်လည်းရှိတယ်အဲ့ဒါဗာရဏသီဘုရင်ပြမတတ်ကအင်အားကြီးတဲ့အခါကျတော့စစ်တပ်တွေနဲ့ချီပြီးတော့အဲ့ဒီနိုင်ငံသေးလေးကိုသွားပြီးတော့သိမ်းပိုက်တာစစ်တပ်ကြီးချီလာပြီဆိုတာကိုလည်းသိရောအဲ့ဒီကောသလဘုရင်ကထွက်ပြေးတာထွက်မပြေးရင်လည်းသူတတ်ခံရမှာပေါ့နော်သူမရှင်းနိုင်ဘူးအင်အားကြီးမမျှအောင်အဲ့ဒီလိုထွက်ပြေးတဲ့အခါမှာသူ့ရဲ့မိဖုရားကကိုဝင်ရှိတယ်အဲ့ဒါမိဖုရားကြီးနဲ့သူနဲ့ဒီလိုပဲထွက်ပြေးတဲ့အခါကျတော့နော်အဲ့ဒီတိုင်းပြည်ဒီနန်းစည်းစိမ်ကိုကျမတတ်ကသိမ်းပိုက်လိုက်တယ်ဘုရင်နဲ့မိဖုရားကတော့မမိလိုက်ဘူးအဲ့ဒါမထင်မရှားဥဒိဋ္ဌေဘောအမျိုးနဲ့သူတို့နေတာပေါ့နေပြီးတော့အဲ့ဒါသားလေးမွေးလာတဲ့အခါကျတော့အဲ့ဒီသားလေးကိုနော်ဒီနောက်တက်လာတဲ့ဘုရင်ရဲ့အန်ရကကြောက်ရတဲ့အတွက်ကြောင့်နောက်တခြားတနေရာမှာပညာသင်လွတ်ပြီးတော့မထင်မရှားနဲ့နေတာနောက်တော့ဆတ္တာတွေသူ့ရဲ့အရင်ရှင်းမွင့်ဘွားတုန်းကဆတ္တာတွေကသူ့ကိုတွေ့သွားတဲ့အခါကျတော့စုတွေလက်တွေရကျင်တာနဲ့နော်ပြမတမင်းကိုအကြောင်းကြားတာအကြောင်းကြားတဲ့အခါကျတော့ပြမတမင်းကနော်ရန်ဆွဲဆိုတာသို့တော့ရှင်းထားမှစိတ်အေးရမယ်ဆိုပြီးတော့ဘုရင်မိဖုရားဟောင်းနှစ်ပါးလုံးကိုဖမ်းပြီးတော့တတ်အဲ့လိုဖမ်းပြီးတော့ထုတ်လာတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဘုရားလောင်းကပညာသင်ပြန်လာတော့သူ့အမေနဲ့အဖေနဲ့အသက်ခံရမယ့်အနေထားရောက်နေတယ်ဒါသူလည်းပဲကိုထင်မပြရဲဘူးသူ့ဘာတတ်မှာပဲလေပြီးလို့ရှိရင်အဲ့ဒါနဲ့သူ့အဖေအမေအသက်ခံရတာကိုသူဘေးကနေကြည်နေရတယ်အနေထားကအဲ့တော့ဒီလိုပဲသူ့ကိုလက်ပြန်ကြိုးတုပ်ပြီးတော့ဘုရင်နဲ့မိဖုရားနဲ့ကိုနော်လမ်းလေးလျှောက်ခေါ်သွားသူလည်းပဲပေးသက်ကြတယ်ကြည်လိုက်တာအောင်အဲ့တော့သူ့သားလေးဆိုတာသိတယ်ဘုရင်ဟောင်းကဒါပေမဲ့သူ့သားလို့မပြောရဲဘူးပြောရင်သူ့ဘာတတ်မှာအဲ့ဒါနဲ့တေအံစဲစဲမှာဒီကောသလဘုရင်ကြီးကသူ့ရဲ့သားဒီကာဟုဘုရားလောင်းမှာပဲဘာပြောတော့ဆိုတော့တတ္တဒီကာဟုတဲ့จิตသားဒီကာဟုတွန်တင်သည်ဒီကံအရှိကိုလည်းပဲမပတ္တမကြည့်ပါနဲ့ရတ္တံအတူကိုလည်းပဲမပတ္တမကြည့်ပါနဲ့จิตသားဒီကာဟုတဲ့အရှိကိုလည်းမရှုနဲ့အတူကိုလည်းမရှုနဲ့နော်ဝေဒာယံတို့သည်ဝေရေနသယံတုံမှုခြင်းဖြင့်နဟိတမ္ပန္တိဘယ်နည်းနဲ့မှမငြိမ့်နိုင်ကြဘူးဝေဒာယံတို့သည်အဝေရေနသယံတုံမမှုခြင်းဖြင့်တန်လေတမ္ပန္တိစငြိမ့်အေးနိုင်ကြတယ်လို့စကားလေးကွန်ပြောတာအဲ့ဒီမှာတတ်မဲ့ပုဂ္ဂိုလ်တွေကဘုရင်ကြီးတေကနေမို့လို့သွေးသွေးတန်းနဲ့ရှောက်ပြောတယ်လို့ထင်တာမဟုတ်ဘူးသူ့ရဲ့သားကိုမှားတာအဲ့ဒီအနတ္တိပဲကိုလည်းဘုရားလောင်းကသိတယ်အဲ့လိုနဲ့မြို့ပြင်မဲ့ရောက်တော့တတ်ပလိုက်တာပဲဘုရင်ကမိဖုရားအောင်အဲ့ဒီမှာဘုရားလောင်းကနော်အရက်တွေပါတွေဝဲလာပြီးတော့အဲ့ဒီနာအဆောင်တွေကိုအရက်တွေတိုက်ပြီးတော့တခါတည်းအဲ့ဒီခန္ဓာကိုယ်အတုံးအပြက်ကလေးအကုန်ရှုပြီးတော့ဖေနဲ့အမေကိုမီးတဲ့ကြိုးတယ်အဲ့ဒါကိုပြမတတ်ဘုရင်ကနန်းတော်ဘောကနေမြင်ရတယ်။အော်ဒီအလောင်းတွေကိုလူတယောက်မသိမကွက်သူမြင်နေရတယ်။မိတကြိုနေတာမြင်နေတယ်။ဒါဟာသူ့ရဲ့အဆက်အနွယ်တွေဖြစ်မှာပဲငါ့ကိုလည်းဘယ်သူမှလာပြီးတော့တရင်မပေးကြဘူး။ तू ထိတ်လန့်တယ်။ရောက်သွားရောအဲ့ဒီလူကအဲ့ဒါနောက်တော့အဲ့ဒီဒီကာဘူမင်းသားကနောက်ဆင်ဆရာဒီမှာခစားရင်းနဲ့အဲ့ဒီဘုရင်ကြီးရဲ့အနီးနားကိုရောက်လာတယ်ပေါ့။နော် तू ကတချင်းဆိုတာတွေစောင်းတီးတာတွေလည်းကျွမ်းကျင်တော့ဇလန်းကတော်တော်ရှိပါတယ်။တနည်းနည်းနဲ့ तू ဘုရင်သားကိုရောက်အောင်လုပ်တယ်။သူ့ရဲ့ပြောတာဆိုတာချစ်ချာချာလိမ့်လိမ့်မာမာရုပ်ရည်အကုန်လုံး
နော်အစဉ်အတန်းရှိတဲ့အခါကျတော့ဘင်းကြီးကသူ့နားမှာထားတယ်သူ့ရဲ့လူယုံဖြစ်တယ်နောက်တော့ဘယ်လောက်ထိယုံတော့ဆိုတော့ဥယျာဉ်နဲ့ထွက်တယ်ဥယျာဉ်ထွက်တဲ့အခါကျတော့အဆောင်နေမရှိဘဲနဲ့နော်မောတယ်ပတ်နေဆိုတော့ဒီကဥရဲ့ပေါင်ပေါ်မှာပြမတတ်ဘင်းကြီးကအိတ်အဲ့ဒီအိတ်ပျော်နေတဲ့အချိန်မှာနားမှာလည်းတန်လျက်ရှိတယ်ဟောဒီလူဟာငါတို့ရဲ့ထီနန်းကိုလည်းလူယူခဲ့တယ်ငါရဲ့အဖေနဲ့အမေကိုလည်းပဲရဲရဲဆက်ဆက်တပ်ပစ်တယ်ဘာပြစ်မှမရှိပဲနဲ့အဲ့တော့ဒီအချိန်ဟာငါအတွက်လက်စားချေဖို့အကောင်းဆုံးချိန်ပဲဆိုပြီးတော့တန်လျက်ကိုဆွဲထုတ်တယ်အဲ့ဒီလိုဆွဲထုတ်လိုက်ခါမှဖေပြောခဲ့တဲ့စကားကိုတစ်ခါပြန်ကြားတယ်จิตသားဒီကကိုအရှိကိုလည်းမရှုနဲ့အတူကိုလည်းမရှုနဲ့နော်အရှိကိုမရှုနဲ့ဆိုတာတော့ဘာပြောတာလို့ဆိုတော့မုန်းစားကိုမရှိစေနဲ့နော်ဒေါသတွေကိုမကြေပွားစေနဲ့နော်အတူကိုမရှုနဲ့ဆိုတာချစ်စကိုမတိုးစေနဲ့မိတ်ဖြစ်တာတွေကိုမြန်မြန်မပြည့်စည်စေနဲ့ဒါပြောတာဟုတ်လားရန်တုံမှုခြင်းအဖြစ်ရန်တွေဟာမငြိမ့်နိုင်ဘူးရန်မတုံမှုမှသာလေရန်တွေဟာငြိမ့်နိုင်တယ်ဆိုအောင်အေးပြီးတော့တန်လျက်ကိုပြန်ပြီးတော့ထိုးသွင်းလိုက်တယ်မတတ်မရပြန်ဘူးတခါစိတ်ထိန်လို့မရဘူးပြန်လာတယ်တတ်မယ်အဲ့ဒီမှာဖေးရဲ့သုံးမစကားကဩငါအဖေနောက်ဆုံးမှာခဲ့တဲ့စကားလေးနော်နားထောင်မယ်ဆိုမတတ်အဲ့လိုနဲ့၃ချိန်၃ခါခြေတုံချတုံဖြစ်နေတော့ပင်ကြီးကနိုးလာတယ်နိုးလာတဲ့ခါကျတော့ပင်ကြီးကဘာပြောဆိုဒီကဟုတ်တဲ့နော်ငါမှာဒီကဟုတ်လို့သူ့နာမည်မသိပါဘူးအိမ်မက်ထဲမှာကောသလမင်းရဲ့သားဒီကဟုတ်ကတန်လျက်နဲ့လဲလို့ငါပြေးနေရတယ်အော်စရာနော်စိတ်တည်းရဲ့ဆက်ဆက်မှုကဟုတ်လားအဲ့ဒီမှာဘုရင်ကြီးရဲ့ရောင်တုံးကိုကင်ပြီးတော့ဘုရားလောင်းကဒီကဟုတ်ဆိုတာသူပဲပေါ့အဲ့တော့သင်ဟာတို့ရဲ့ပုံမှာအလွန်တရာမှအကျိုးကျေးဇူးမဲ့တွေကိုလုပ်ခဲ့တယ်သင်ကငါတတ်မယ်ပေါ့အဲ့ဒီမှာကောသလပြမတဲ့ဘုရင်ကြီးကသူ့ကိုခြေရင်းမှာဝှက်ရှင်းပြီးတော့မတတ်ဖို့တောင်းပါတယ်ဒီတော့မှဘုရားလောင်းကအလွန်နှုံညံ့သိမ်မွေ့တဲ့သဘောနဲ့တန်လျက်ကိုဘုရင်ကြီးတွေကိုအပ်တယ်တဲ့နော်တယောက်ကိုတယောက်အသက်အနှင်းတယ်ပေါ့သင်ကိုလည်းငါမတတ်ဘူးငါကိုလည်းသင်မတတ်နဲ့ဆိုတော့တခါတည်းကျိန်စာတွေပါတွေရှို့ပြီးတော့နော်ရန်သားကိုမရှိဖို့အတွက်အခုပဲအပြီးတက်လိုက်ကြရအောင်သင်ကိုငါတတ်မယ်ဆိုရင်လည်းပဲသင်ရဲ့နောက်ဆက်ဘွားတွေကပြီးနိုင်မှာမဟုတ်ပါငါကိုပြန်တက်နေကြမှာဟုတ်လားအဲ့ဒါနဲ့ဘုရင်ကြီးကပြန်ခေါ်သွားပြီးတော့နော်နန်းတော်ပေါ်ရောက်တဲ့ခါကျတော့ဒီကဘူးကိုမြန်တကယ်လို့သင်တို့တွေ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလို့မူတွေမတ်တွေကိုမေးတာဘယ်လိုနှိမ့်ဆက်မယ်ဘယ်လိုတတ်မယ်ဖြတ်မယ်မျက်နှာလိုအားရပြောကြတာပေါ့အဲ့ဒီမှာဒါဒီကဘူးပဲလို့ပြောပြပြီးတော့နော်သူနဲ့ငါနဲ့ဟာငြိမ်းချမ်းရေးရသွားပြီအလွန်တော်တဲ့လူတစ်ယောက်ပဲကိုယ့်ရဲ့စိတ်ကိုအလွန်ထိမ့်သိမ့်နိုင်တယ်ဖခင်ရဲ့စကားကိုလည်းပဲသူအလွန်နားထောင်နိုင်တယ်တော့ဒီကနေ့မှပြောသွားတဲ့စကားလျှို့ဝှက်စွာပြောသွားတာကိုလည်းသူအတိတ်ပဲဖော်နိုင်တယ်ဒီလောက်ဉာဏ်ပညာရှိတဲ့လူကိုသူ့ရဲ့သမီးနဲ့ပေးစားမယ်ဆိုတော့ဒီထိနှံစည်းစိမ်ကိုပြန်ပြီးတော့အပ်တာအောင်နော်အဲ့ဒီဇတ်တော်ကိုဘုရားရှင်ကိုတော်မြတ်ကြီးကဟောပြပြီးတော့နော်လက်နက်တွေနဲ့အုပ်ချုပ်ကြတဲ့နော်လောဘဒေါသတွေနဲ့အမြဲတမ်းရောပြွနေကြတဲ့လူသားတွေတောင်မှဒီလိုသီးခံနိုင်ကြသေးတယ်သင်တို့ယဟန်တွေကဘာကြောင့်သီးမခံနိုင်ကြတာတုံးလို့ဒီလိုမြတ်စွာဘုရားဟောတဲ့ဇတ်တော်ဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းတော့ဒါလေးကလည်းပဲဘဝမှာအဲ့ဒီလောက်ကြီးနာကြီးချက်တွေနဲ့ဘဝမှာအခါရခက်နေရတဲ့လူတွေဆိုတာအလွန်ရှားပါတယ်ဟုတ်တယ်မဟုတ်လားဒီကရမတို့ဦးဇင်းတို့များသောဖြင့်သီးမခံနိုင်တာကအလောက်ကြီးကျယ်တဲ့ကိစ္စတွေဟုတ်သလားမဟုတ်ပါဘူးနည်းနည်းလေးကိုပဲသီးမခံနိုင်မဲ့ဖြစ်နေတာဟုတ်လားနည်းနည်းလေးတွေကိုသီးခံနိုင်ကိုတော်တော်အဆင်ပြေပဲအများကြီးတွေကိုတာတာထားဟုတ်တယ်မဟုတ်လားနည်းနည်းလေးတော့ပြောတာဆိုတာတချို့ဆိုဘာမှမပြောသေးပါဘူးသူနေတာနဲ့ကိုဟာကိုကြားထဲကနေစိတ်ကဘာဖြစ်နေတော့တိုးနေတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အမျိုးမျိုးမြတ်စွာဘုရားရဲ့နောက်အကျိုးအပြစ်ပြပြီးတော့ဆုံးမတဲ့ဒီဒေသနာတွေကိုနားလည်ကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒီနေရာမှာအမုန်းတွေဆိုတာကလည်းပဲမျိုးမျိုးသောအကြောင်းကြောင့်ဒေါသတွေအမုန်းတရားတွေဆိုတာကရှိနေတာပဲဦးဇင်းတို့မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်နဝကနိပတ်ထဲမှာဟောထားတာရှိတယ်အာဃာတဝိနယနော်ဝိထုအာဃာတဖြစ်ခြင်းရဲ့အကြောင်းတရားတွေပေါ့လေနော်အမုန်းတွေဖြစ်ခြင်းရဲ့အကြောင်းတရားတွေပေါ့အမုန်းဖြစ်ခြင်းရဲ့အကြောင်းတရားကဘာလို့ဆို9ပါးရှိတယ်လို့ပြောတယ်ပါဠိလဲဆိုတော့ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုငကိုတုံးကလည်းလုတ်ခဲ့ဘူးတယ်ငကိုတုံးကလုတ်ခဲ့ဘူးလို့မုန်းတယ်ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုအခုလုံနေတယ်ဒါကြောင့်မုန်းတယ်ဟောဒီလူဟာငါရဲ့အကျိုးစီးပွားမဲ့ကိုနောက်တစ်ချိန်မှာလုံမဲ့အလားလာရှိတယ်ဒါကြောင့်ငါကြိုးပြီးတော့မုန်းထားမယ်သုံးချက်ဟုတ်လားမလုံရသေးဘဲနဲ့တော့လုံမဲ့အလားလာရှိရင်မုန်းထားတာနော်ဒါကြောင့်ကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုလုတ်ခဲ့လို့လုံနေလို့လုတ်တော့မှမှုလို့မုန်းရတယ်သုံးချက်နောက်ဟောဒီလူဟာတဲ့ငါချစ်ခင်မြတ်နိုးတဲ့လူတွေရဲ့ငါလူတွေရဲ့အကျိုးစီးပွားမဲ့ကိုငိုတုံးကလုတ်ခဲ့တယ်ဒါကြောင့်မုန်းတယ်အခုလည်းလုံနေတယ်ဒါကြောင့်မုန်းတယ်ငါလူတွေရဲ့အကျိုးစီးပွားမဲ့ကိုဒီလူဟာဆက်ပြီးတော့လုံမဲ့အလားလာရှိတယ်ဒါကြောင့်ငါမုန်းထားလိုက်မယ်ဟောကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုမုန်းလို့
မုန်းတာက၃မျိုးနော်ကိုချစ်ခင်မြတ်နိုးတဲ့ကိုအတန်းဝိုင်းနေရဲ့အပေါ်မှာအကျိုးစီးပွားမဲ့ကိုလှုပ်လို့မုန်းတာက၃မျိုးနှမျိုးရှိပြီတော့၆မျိုးရှိပြီကိုနဲ့ကိုချစ်တဲ့လူနဲ့ပတ်သက်ပြီးတော့မုန်းရတာဆိုတော့နားလည်နိုင်တယ်ကိုမုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ထပ်မုန်းတာရှိသေးတယ်ဗျဘယ်လိုများမုန်းမလဲစဉ်းစားကြည့်ပါအောင်စဉ်းစားကြည့်ပါအောင်ကိုမုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဆက်မုန်းတာဘယ်လိုမုန်းနိုင်တော့ဆိုတော့ဟောဒီလူဟာငါမုန်းတဲ့လူတွေရဲ့အကျိုးစီးပွားတွေကိုသူအမြဲတမ်းလုပ်နေတယ်ဒါကြောင့်မုန်းနေတဲ့ကဲကိုမုန်းတဲ့လူအတွက်ကောင်းတာတွေလုပ်ပေလို့ဗါတဲ့တော့မုန်းသွားတာအဲ့လိုမုန်းတာမရှိဘူးလားရှိတာပေါ့နော်ကိုမုန်းတဲ့လူဘက်ကပါသွားတယ်လို့ထင်သွားတော့သူ့ဘဝအဲ့ဒီတဲ့ရောထည့်လိုက်တော့တာနော်ငါမုန်းတဲ့လူရဲ့အကျိုးစီးပွားကိုငကိုတုံးကလှုပ်ခဲ့လို့မုန်းတယ်အခုလှုပ်နေလို့မုန်းတယ်နောင်လည်းပဲလှုပ်တယ်အလားလားရှိတယ်ဒါကြောင့်မုန်းတယ်ဟောအာဂတတရားတွေဆိုတာအဲ့ဒါမျိုး၉မျိုးဖြစ်เสียအကြောင်းရှိတယ်အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်ပုံပဲနည်းဖယ်ရှားရမလို့ဆိုတော့မြတ်စွာဘုရားဒီလူကငါရဲ့အကျိုးစီးပွားမဲ့ကိုလုံနေတာမလုံအောင်ငါပဲတတ်နိုင်မှာမလို့သူ့စိတ်နဲ့သူ့ကိုသူလုံချင်လုံမှာပေါ့သူ့ကိုအစိုးရတဲ့အပိုင်းမရှိဘူးဟုတ်တယ်မို့လားအဲ့လိုနီးနဲ့စဉ်းစားရပါဒါကြောင့်ဆရာတော်ဥစေကိန်းပြောတာပိဋကတို့ရိုးနေအောင်ကြားဖို့မထင်ပါနဲ့နောက်စိတ်တို့စရာတွေ့လာရင်သူမငါမဟုတ်ဖဲကိုလို့စဉ်းစားရတယ်တော်တော်ကောင်းတယ်နော်သူမငါမဟုတ်ဖဲကိုတဲ့ငါမငါမဟုတ်ဖဲကိုလို့စဉ်းစားခိုင်းတာလည်းပါသေးတယ်အဲ့ဒါကတော့ပို့ပြီးတော့လေးနဲ့သွားပြီသဘောပေါက်ရဲ့လားဒါအလွန်ကောင်းတဲ့အဆုံးအမတွေပေါ့နော်ထားပါတော့အဲ့တော့မုန်းစရာအကြောင်းတရားတွေဒေါသဖြစ်စရာအကြောင်းတရားတွေဆိုတာတော့ဘဝမှာအများကြီးမရှိနိုင်ဘူးလားရှိနိုင်တယ်ဘယ်လိုမုန်းစရာအကြောင်းတရားတွေပဲကြုံလာဒေါသမဖြစ်အောင်တော့တတ်နိုင်တယ်များတိခံဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ရွှေကျင်စတော်ဘုရားကြီးဆုံးမတာတခုရှိတယ်နောက်စတော်ကြီးကဥပမာပေးပြီးတော့ဆုံးမတဲ့နေရာမှာအလွန်မှတော်တယ်ကျွမ်းကျင်တယ်လို့ဆိုရမယ်။ဘာပြောတာတုံးဆိုတော့တစ်ပင်ကြီးများဟာတဲ့နော်သူ့ကိုခုတ်နေတဲ့လူကိုသူကရုံးဖြစ်မသွားမချင်းအကုန်လုံးပြိုပြက်မသွားမချင်းသူ့ကိုခုတ်နေတဲ့လူကိုအရိပ်နဲ့အေးစီတယ်တဲ့။သူပြောတာလေဘလောက်လှပတော့နော်တစ်ပင်တစ်ပင်ကိုလူကခုတ်နေတယ်။အောက်ကိုသူအကန်းကြီးကျိုးကြပြီးတော့သူအမြစ်ကနေထောင်းပြီးတော့လဲမသွားမချင်းအဲ့ဒီခုတ်နေတဲ့လူကိုပဲဘာလို့အရှိန်နဲ့အေးစီတယ်တဲ့သူတော်ကောင်းနေဆိုတာအဲ့ဒီတိုင်းမေးတဲ့နော်အမွှေးနံ့တာများဟာသူ့ကိုမီးရှို့တဲ့လူကိုပဲသူပြာကျမသွားမချင်းအမွှေးရနက်နဲ့တင်းပြန့်စေတယ်တဲ့ဟောနော်ဒါကြောင့်သူတော်ကောင်းတွေကကိုယ့်ကိုနှိပ်စက်တဲ့လူကိုပဲမေတ္တာတရားနဲ့အေးချမ်းစေသေးတယ်ဒါကတရားသမားတို့ဦးဇင်းတို့တွေမျှော်မှန်းတဲ့အရာတစ်ခုပေါ့နော်နိုင်ဘူးကိုအဲ့လိုဖြစ်အောင်မမျှော်မှန်းနိုင်သေးဘူးဆိုရင်တော့သူတော်ကောင်းတွေဆိုတာအဲ့လိုရှိပါလားဆိုတဲ့စိတ်ကလေးနဲ့စိတ်ကိုကြည်နူးသွားအောင်နော်စိတ်ကိုနှစ်သက်သွားအောင်စဉ်းစားမယ်ဆိုရင်အများကြီးမကောင်းဘူးလားကောင်းတယ်နော်ဗရမ ्या ကြောင့်များဟာတဲ့သူ့ကိုတွေးနေတဲ့လူကိုပဲသူမကုံမချင်းဒီအယောင်အလင်းကလေးနဲ့နှစ်သက်စေတယ်တဲ့ဒါသူတော်ကောင်းတွေကိုသူကဥမာပေးတာပါနော်ဒီပြင်ကြီးတွေနဲ့ဥမာပေးတာရှိတယ်နော်အမွေနန္တာတိုင်းနဲ့ဥမာပေးတာရှိတယ်ဗရမ ्या ကြောင့်လည်းဥမာပေးတာရှိတယ်ဒါကြောင့်ရသော်ဘုရားဟောထားတာလည်းရှိတာအောင်လောကကြီးမှာအားဆိုတာအမျိုးမျိုးရှိတယ်တဲ့ကလေးတွေရဲ့အားကတော့ဘာလဲဆိုတော့ငိုကြွေးခြင်းပဲတဲ့ကလေးတွေရဲ့အားပါတော့ငိုကြွေးခြင်းသူဘာမှမတတ်နိုင်ဘူးလေသူတို့ကငိုဖို့ပဲတတ်နိုင်တာဟုတ်တယ်မလားဘာမှလည်းသူတို့လုံနိုင်တာမဟုတ်ပြောနိုင်တာမဟုတ်စိတ်တိုင်းမကြဘူးဆိုရင်လည်းငိုလိုက်မှာပဲသူတို့လိုချင်တာရှိတယ်ဆိုရင်လည်းငိုလိုက်မှာပဲကလေးတွေရဲ့အားငိုကြွေးခြင်းတဲ့မာတုကာမတွေရဲ့အားကအမျက်ထွက်ခြင်းတဲ့မာတုကာမတွေကြီးများဒါအများကြီးစဉ်းစားရကောင်းတယ်နော်အဲ့ဒါဟုတ်မဟုတ်ဒါမြတ်စွာဘုရားဒီတိုင်းဟောထားတာမာတုကာမတွေရဲ့အားပါတယ်လို့အမျက်ထွက်ခြင်းတဲ့မကျင်တတ်တာကိုမြန်မြန်ဆန်ဆန်ပြတတ်တယ်မြန်မြန်ဆန်ဆန်ဖြစ်တတ်တယ်အမျက်ထွက်လွယ်တယ်ဟုတ်လားလူဆိုးသခိုးတွေရဲ့အားကတော့လက်နဲ့ပဲတဲ့လက်နဲ့ရှိရင်သူတို့ကထောင်းရှိတယ်ဘာပညာမှမရှိဘူးဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့အားကတော့အစိုးရချင်းပဲတဲ့ဟုတ်လားလူမိုက်တွေရဲ့အားကတော့ကဲ့ရဲ့ခြင်းပဲတဲ့ရှာဖွေကဲ့ရဲ့နေတာသူများအပြစ်မြင်နေတာစဉ်းစားတော့တခါကြီးတို့မှကြီးများဒီဟာကအဆိုးဆုံးအားလို့ဦးဇင်းထင်တယ်လူမိုက်ရဲ့အားကကဲ့ရဲ့ခြင်းနဲ့အဲ့ဒါသူများကိုနှာခေါင်းရှုပ်သူများမကောင်းတာပဲမြင်နေအမြဲတမ်းကဲ့ရဲ့ခြင်းနဲ့စိတ်နဲ့ရှင်တော်တော်မိုက်နေပြီလို့စဉ်းစားကိုဟုတ်ကောအဲ့လူမိုက်ရဲ့အားကပါတယ်တော့ကဲ့ရဲ့ခြင်းတဲ့ကဲ့ရဲ့တဲ့ခြင်းကိုလူမိုက်ဖြစ်နေတာပညာရှိတို့ရဲ့အားကဘာလို့ဆိုအကျိုးရှိမရှိကိုစဉ်းစားဆင်ခြင်ခြင်းတဲ့ဒီချာချာကြည့်တယ်ဒါလို့ရင်ဘာဖြစ်မှာတော့ဒါပြောရင်ဘာဖြစ်မှာတော့ပညာရှိတို့ရဲ့အား
ဘုဒ္ဓတများတဲ့ပုဂ္ဂိုလ်ရဲ့အားကတော့အဖမ်းမှန်ဆင်ခြင်ခြင်းတဲ့သူအများကြီးကြားဘူးနားဝရှိရသူလည်းတော်တော်ကောင်းတယ်ဟုတ်လားအေးနောက်ဆုံးအားကဘာလို့ဆိုတော့သူတော်ကောင်းတို့ရဲ့အားကသိခံခြင်းတဲ့ဟောသိခံခြင်းရှိမှအကောင်းဆုံးဂုဏ်ကိုရနိုင်တာတော့ပေါ့ရဲ့လားနော်အမျက်ထွက်နေမယ်ဆိုရင်တော့အမျိုးသမီးတို့ရဲ့အားအမျက်ထွက်ခြင်းနဲ့ဥစဉ်ကအလွန်သဘောကျတယ်အဲ့ဒီဥစ္စာဟုတ်လားပေါင်းဆိုကိုကလွတ်နေတယ်လေဟုတ်တယ်မဟုတ်လားအများသောအားဖြင့်ဒကမာကြီးတွေကဒေါသကြီးကြတာလည်းမရှိဘူးလားရှိတာနော်ဒါစဉ်းစားတဲ့အလွန်ကောင်းပါတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဤမျိုးစုံနဲ့ဒီအမျက်ဒေါသမရှိဖို့တိခံကြဖို့ဟောတာတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီတည်းကဥစဉ်တို့ထင်ရှားတဲ့အကြောင်းအရာတစ်ခုဒါအတူတူလေးတွေပဲဥစဉ်ကပြောသွားမယ်လို့ပြောနေတာဟုတ်လားပိဿတို့အခုပြောတာတွေအကုန်လုံးကြားဘူးပြီးသားအကြောင်းအရာကြီးပဲအခုနောက်ထပ်ပြောမှလည်းကြားဘူးပြီးသားအကြောင်းအရာကိုပဲပြောမှာဒါပေမဲ့ဒီခန္တီနဲ့ပတ်သက်ပြီးတော့တစုတစည်းလေးရှိနေတဲ့အခါကျတော့ကိုနားထောင်ခြင်းလို့ရှိရင်ကို့မှာစူစီပြီးသားဖြစ်တာပေါ့နော်ဥစဉ်တို့မဇ္ဈိမနိကေထဲမှာပုံတော်ဝါဒသုတ်တံဆိုတာရှိတယ်ရှင်ပုံနာကိုမြတ်စွာဘုရားဩဝါဒပေးထားတာပေါ့အဲ့ဒီရှင်ပုံနာကအလွန်မှတော်တဲ့ယဟန်တစ်ပါးပေါ့အဲ့ဒါတနေ့တော့မြတ်စွာဘုရားဒီကိုသူရောက်လာပြီးမြတ်စွာဘုရားတပည့်တော်ကိုကမ္မထံတရားဟောပါအဲ့ဒီတရားကိုကျင့်သုံးဖို့အတွက်တပည့်တော်ဒီနေရာကနေထွက်ခွာသွားမှာနော်တပါးတည်းနေပြီးတော့သူကျင့်သုံးမယ်ပေါ့အဲ့ဒါလိုတရားတောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဒါတရားဟောလဲဆိုတော့จิตပုံနာတဲ့ဟောဒီယူပါယုံမျက်စိနဲ့သိရတယ်မြင်ရတယ်ဒီယူပါယုံအယောင်အရှင်းတွေရဲ့ပုံမှာသင်ဟာနှစ်သက်မယ်တတ်မဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါသင်ဒုက္ခဖြစ်ပြီလို့သာမှတ်လိုက်တဲ့နော်ယူပါယုံရဲ့ပုံမှာနှစ်သက်ပြီးမမောမိပြီဆိုရင်အဲ့ဒါဒုက္ခဖြစ်ပြီတဲ့အဲ့လိုပဲတတ္တာယုံအတန်တွေရဲ့ပုံမှာနှစ်သက်မိပြီတတ်မဲ့မိပြီဆိုရင်သင်ဒုက္ခဖြစ်ပြီလို့မှတ်လိုက်ဟုတ်လားယူပါယုံတတ္တာယုံကန္နာယုံရတ္တယုံဖောဋ္ဌဘာယုံဓမ္မာယုံအာယုံ6ပါးအဲ့ဒီအာယုံ6ပါးရဲ့အပေါ်မှာနှစ်သက်မှုမျက်နှာမှုတွေဖြစ်လာပြီဆိုရင်အဲ့ဒါဒုက္ခတွေဖြစ်တော့တာပဲတဲ့အဲ့ဒီအာယုံ6ပါးရဲ့အပေါ်မှာနှစ်သက်မှုမျက်နှာမှုတတ်မဲ့မှုမဖြစ်အောင်သင်ကြိုးစားနိုင်မယ်မဖြစ်ဘူးဆိုရင်တော့အဲ့ဒါဒုက္ခချုပ်တာပဲတဲ့ကဲဒါပဲဟောတယ်မြတ်စွာဘုရားဒါကိုချက်ပြီးတော့စဉ်းစားနော်ဒီကရမတို့အချင်းတို့ဒုက္ခရောက်နေတာတွေကဒါအဘိဓမ္မာရှုထောင့်ကကြည့်ပြီးတော့ဒီဟောရတာနဲ့ပြောရင်ဒါပဲလေနော်လောကဟောရတာနဲ့ပြောမယ်ဆိုရင်တော့သူတွေငါတွေပုဂ္ဂိုလ်တ attva တွေယောက်ျားတွေမိန်းမတွေအထည်ထရက်တွေနဲ့သူကအကုန်ရှုပ်ထွေးသွားမှာပေါ့နော်သူကတော့မဆုံးနိုင်တဲ့ဟောရတာရှိတာပေါ့ဘိဓမ္မာတရားနဲ့ပြောမယ်ဆိုရင်ဘာပဲရှိတော့ဒီအာယုံ6ပါးပဲရှိတာပဲလေကိုနှစ်သက်နေတာလည်းဒါပဲလေကိုမစွန့်နိုင်တာလည်းဒါပဲဟုတ်တယ်မဟုတ်လားဒါမျိုးဆိုပြအဲ့တိုင်ဟောတာအာယုံ6ပါးရဲ့ပုံမှာနှစ်သက်တတ်မဲ့နေမယ်ဆိုရင်ဒုက္ခဖြစ်မယ်အာယုံ6ပါးရဲ့ပုံမှာနှစ်သက်မှုတတ်မဲ့မှုမရှိဘူးဆိုရင်ဒုက္ခချုပ်မယ်ဒါပြောတာအဲ့လိုဟောလည်းပြီးရောကိုင်းတင့်ကိုကမ္မဋ္ဌာန်းတရားတော့ဟောပြီးပြီတင့်ဘယ်သွားမှာတော့လို့မေးပြီးတော့မြတ်စွာဘုရားတဲ့ပြီးတော့သူနာပရန္တာတိုင်းကိုသွားမယ်ဖေအဲ့ဒီဇဏပုတ်ကိုသွားပြီးတော့နေမယ်ရှစ်သားပုံနာသူနာပရန္တာတိုင်းသားတွေကအလွန်ကြမ်းတမ်းတယ်လို့ဆိုတယ်သင်နေနိုင်မှမလားမနေနိုင်ပါလေဖေမင်းအဲ့ဒီသူနာပရန္တာတိုင်းကိုရောက်လို့ရှိရင်အဲ့ဒီကဒကာရမတွေအဲ့ဒီကလူတွေကတကယ်လို့မင်းကိုဆဲရေးကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလို့တဲ့နော်အဲ့လိုသူတို့ဆဲရေးကြမယ်ဆိုလို့ရှိရင်ဒီသူနာပရန္တာတိုင်းသားတွေကတော်ကြသေးတယ်နော်သူနာပရန္တာတိုင်းသားတွေကတော်ကြသေးတယ်သူတို့ကငါ့ကိုဆဲယုံပဲဆဲတာလက်နဲ့ပုတ်ခတ်ကြတာတော့မရှိဘူးသူတို့ဆဲတဲ့အတန်ကကိုယ့်ကိုဘာမှတော့လာပြီးတော့ထိခိုက်တာမရှိဘူးကိုယ့်ကအဓိပ္ပာယ်တွေဖော်ပြီးတော့အခါရခက်တာကကိုယ့်ရဲ့အသုံးမကျမှုပေါ့နော်ဟုတ်တယ်မဟုတ်လားနှစ်ဦးပေါင်းပြီးတော့ဆင်းရဲအောင်ဖန်တီးကြတော့ယမကအာယုံကလည်းအကြောင်းတရားတစ်ခုအနေနဲ့တော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အတွင်းကအသုံးမကျမှုကြီးကတော့အကြီးအကျယ်အကြောင်းတရားတစ်ခုအနေနဲ့ရှိတယ်ယမကအကြောင်းကဖယ်လို့မရဘူးနော်တခုကိုတစ်ခုတွေ့မှာပဲကိုယ့်ရဲ့အတွင်းကနှလုံးသွင်းမှားယွင်းမှုဆိုတဲ့အကြောင်းတရားကိုဖယ်လိုက်နိုင်ရင်မချမ်းသာတဲ့အကြောင်းဘာမှမရှိဘူးသူတို့ကတော်ကြပါပြီတဲ့ဆဲယုံပဲဆဲကြတာလက်နဲ့ပုတ်ခတ်ကြတာမရှိသေးဘူးဆိုပြီးတော့သိခံမဲ့တဲ့ဘာမှစိတ်ထဲမှာဒေါသမဖြစ်စေအောင်ကဲအဲ့လိုမဟုတ်ဘဲနဲ့သူတို့ကလက်နဲ့ပုတ်ခတ်လာပြီဆိုရင်ကောမင်းဘယ်လိုစဉ်းစားမလို့နဲ့သူနာပရန္တာတိုင်းသားတွေဟာတော်ကြသေးတာပဲသူတို့ကငါ့ကိုလက်နဲ့သာပုတ်ခတ်ကြတာခဲနဲ့တော့မထုကြသေးဘူးလို့အဲ့လိုတီးတော့စဉ်းစားမဲ့တဲ့ကဲခဲနဲ့ထုရင်ကောမင်းဘယ်လိုစဉ်းစားမလို့နဲ့သူတို့ကငါ့ကိုခဲနဲ့သာပေါက်ကြထုကြတာဒုံးနဲ့ရိုက်ကြတာတော့မရှိသေးဘူးလို့အဲ့လိုစဉ်းစားပြီးတော့သူတို့ရဲ့ပုံမှာမေတ္တာမပြတ်စေဘူးကဲသူတို့ဒုံးနဲ့ရိုက်မယ်ဆိုရင်ကောမင်းဘယ်လိုစဉ်းစားမလို့သူတို့ကဓာတ်နဲ့မခုတ်ကြသေးဘူးလို့တပည့်တော်အဲ့လိုစဉ်းစားပြီးတော့သူတို့ပုံမှာမေတ္တာဆက်ပြီးတော့ဖြစ်နေစေမယ်ဒါသူတကယ်ပြောနေတာကဲသူတို့ကဓာတ်နဲ့ခုတ်မယ်ဆိုရင်မင်းဘယ်လိုလုပ်မလို့နဲ့သူတို့ကဓာတ်နဲ့ငါ့ကိုခုတ်ယုံခုတ်တာအဲ့ဒီဓာတ်နဲ့အသေးတတ်တာတော့မဟုတ်သေးဘူးလို့တပည့်တော်အဲ့လိုစဉ်းစားပြီးတော့သူရဲ့ပုံမှာမေတ္တာမပြတ်ပါဘူးကဲတကယ်လို့သူတို့ကအဲ့ဒီဓာတ်နဲ့မင်းကိုအသေးတတ်ကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလို့
အဲ့ဒါဘာပြောတော့ဆိုတော့ရသော်ဗျာတဲ့ဒီသာသနာတော်မှာခန္ဓာကိုယ်ရဲ့ပုံမှာအလွန်ယွန်ရှာဆက်ဆုပ်ကြတဲ့တချို့သူတော်ကောင်းတွေသူများကိုအသက်ခိုင်းကြရတာတွေရှိတယ်တဲ့ဟုတ်တယ်မြတ်စွာဘုရားလက်ထက်ကရှိတယ်တော့သင်္ကန်းတွေတပိတ်တွေပေးပြီးတော့တတ်ခိုင်းတာတွေရှိတယ်နော်ခုတပည့်တော်မှာကိုတောင်တတ်เสียမလို့သူတို့ကတတ်ပေးကြတယ်ဆိုပြီးတော့အဲ့ဒါတပည့်တော်သူတို့ရဲ့ပုံမှာမေတ္တာမပြတ်ဘူးတဲ့ကဲသူကတော့ဒါကတော့ကုန်းနေတာပဲဟုတ်လားအလွန်အံ့ဩစရာကောင်းတဲ့အမြင်လို့မဆိုနိုင်ဘူးလားဒါသူကြိုတင်စဉ်းစားထားတာမရှိဘူးနော်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာဘာပဲဖြစ်ဖြစ်ငါသိခတ်မယ်ဆိုတဲ့ဒီဓာတ်ကကိန်းနေတာဆိုတော့ဓာတ်သူ့မှာအဖြေကအရန်နဲ့ရှိနေတာအဲ့ဒီနီးနဲ့လောကကြီးကိုသူအစဉ်ပြေအောင်နေသွားမှာပဲတကယ်တော့ဒကာဓမ္မတို့အရှင်တို့တွေအစဉ်မပြေဘူးဆိုတာများမလို့အသိခံခြင်းတရားတစ်လုံးသာတကယ်ရှိမယ်ဆိုဘာမှမပြေတာမရှိဘူးလို့ပြောလို့ရတယ်နော်တချို့ကိစ္စတွေကကိုယ်ကဖြစ်နေတာပြဿနာတွေကကိုယ်ကဖြစ်နေတာဒုက္ခတွေကကိုယ်ကဖြစ်နေတာသဘောပေါက်ရလားအဲ့ဒါကိုဒါကြောင့်သိခံနိုင်ရင်သိခံနိုင်တဲ့လောက်ဘဝမှာပြဿနာမရှိဘူးဘဝမှာငြိမ်းချမ်းတယ်အောင်ဒါကြောင့်ဒီသိခံခြင်းတရားကိုကောင်းကောင်းနားလည်အောင်လေ့လာနားလည်ရင်နားလည်တဲ့လောက်သဘောကျမယ်သဘောကျရင်သဘောကျတဲ့လောက်အထိုက်လျောက်ကျင့်သုံးနိုင်မယ်ကျင့်သုံးနိုင်ရင်ကျင့်သုံးတဲ့လောက်အများကြီးပတ်ပါရမယ်ဒါရှင်ပုံနာရဲ့သိခံရည်ပဲတော့ကပဲအဲ့ဒီသူနာဗရံတိုင်တိုင်းကိုဘယ်သူကမှသူ့ကိုခဲနဲ့ပေါက်တယ်လို့လည်းမကြားပါဘူးဒုံနဲ့ရိုက်တယ်လို့လည်းမကြားပါဘူးဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ကိုပြောပြတာဟုတ်ရဲ့လားအဲ့ဒီတိုင်းထဲမှာနေရင်းနဲ့ပဲအဲ့ဒီဝါတွဲမှာပဲသူရဟန္တာဖြစ်တယ်နော်အဲ့ဒီမှာဥပဒက900ဥပတိကမ900တရဏဂုံတီအောင်သူလုံနိုင်တယ်ဗုဒ္ဓဘာသာဖြစ်အောင်သူလုပ်တာအဲ့ဒီမှာပဲပြိဋိဘံဆံသွားတာပုံတော်ဝါဒသုတ်တအနှစ်ချုပ်ကလေးပေါ့ဟုတ်လားဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့တိခဏ်ချင်းတရားဆိုတာကိုကြည်ကြပြန့်ပြန့်နားလည်အောင်ကြိုးစားပြီးတော့လေးလေးနက်နက်ကျင့်သုံးနိုင်အောင်အားထုတ်ရမယ်ပေါ့တော့ဒီနေရာမှာဦးဇင်းတို့တိခဏ်ချင်းတရားကိုတရားဆဆချင်းဦးဇင်းဘာပြောတော့တမ္မာနာဝမနခမောမျက်နှိုးမှုမထေမဲ့မြင်ပြုမှုနှစ်ခုရဲ့အပေါ်မှာတိခဏ်ရမယ်ဒေါသမဖြစ်ုံမျှနဲ့တိခဏ်တာမလုံလောက်သေးဘူးကောင်းတာတွေရဲ့အပေါ်မှာလောဘမဖြစ်ဖို့လဲလူသေးတယ်လို့အဲ့ဒါပြောခဲ့တာမရှိဘူးလားရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဏိကုံးချုပ်သုတ်တန်တစ်ပုဒ်ပြောပြမယ်နော်အဲ့ဒီသုတ်တန်ကလည်းပဲဦးဇင်းတို့ဟောဖို့ပါတယ်ဆိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီဆိုတဲ့တရားထဲမှာအဲ့ဒါလေးပါတယ်တချို့လည်းပဲကြားဖို့ပြီးသားဖြစ်မှာပါအလွန်ပြောစရာကောင်းတဲ့တရားဒေသနာတစ်ခုပေါ့နော်မာရတစ္စနိယသုတ်တန်တဲ့သုတ်တန်ရဲ့နာမည်ကအဲ့ဒီသုတ်တန်ကဦးဇင်းတို့ရှင်မမောက္ကလံကိုရမြတ်ကြီးရဲ့အတွေ့အကြုံမှတ်တမ်းတင်ထားတာခါတော်မှာရှင်မမောက္ကလံကိုရမြတ်ကြီးသူမာရဂီရမြို့မှာနော်တရင်သုံးဘေးတကာလတောအုပ်တယ်နော်သမင်တွေကိုဘေးမဲ့ပေးထားတဲ့တောအုပ်သမင်တော်မှာတရင်သုံးတပါးလေအဲ့လိုတရင်သုံးနေတဲ့အချိန်မှာနော်ဈဉ္ဉံသွားနေရင်းနဲ့ငါရဲ့ဘိုက်ကြီးကလေးလိုက်တာဘာတွေမှဖြစ်နေလဲမသိဘူးငါပဲစွမ်းနေအများကြီးစားထားလို့ဘိုက်တွေပွားနေလားမသိဘူးဆိုတော့သင်္ကန်းချောင်းလေးပေါ်တက်သွားပြီးတော့တတိချာချာသူဆင်ញင်ကြည့်တယ်ဆင်ញင်ကြည့်တဲ့အခါကျတော့မှဘိုက်ထဲမှာဘာရှိနေဆိုတော့မန္နက်ရောက်နေတယ်တဲ့။သူ့ရဲ့ဥထဲကိုမန္နက်ကဝင်နေတာ။ဒါကအလွန်တကူကြီးတဲ့ပုဂ္ဂိုလ်မို့လို့သိနိုင်တာမြင်နိုင်တာပေါ့။တမန်ညာဆိုရင်တွေ့နိုင်ဖို့သိနိုင်ဖို့မလွယ်ပါဘူး။ရှင်မောက္ကလံကအရန်တကူကြီးတာ။အဲ့ဒါနဲ့အဲ့ဒီမန္နက်ကိုရှင်မောက္ကလံကမန္နက်တဲ့သင်ဟာမြတ်စွာဘုရားကိုမညှင်းဆဲနဲ့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုမညှင်းဆဲနဲ့ညှင်းဆဲခြင်းအဖြစ်တင့်မှာချမ်းသာဒုက္ခမရနိုင်ဘူးဒါကြောင့်တင်ထွက်လို့ခိုင်းတယ်အဲ့ဒီမှာပြောတာတွေကမြတ်စွာဘုရားကိုမညှင်းဆဲနဲ့လို့ပြောတာနော်ညှင်းသက်ခါတာသူဖြစ်နေတာအဲ့ဒါဘာကြောင့်မြတ်စွာဘုရားကိုမညှင်းဆဲနဲ့လို့ပြောတာတော့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုညှင်းဆဲရင်မြတ်စွာဘုရားကိုလည်းညှင်းဆဲရရောက်တယ်ဒါကိုပြောတာသူကဒါကြောင့်မြတ်စွာဘုရားကိုမညှင်းဆဲနဲ့မြတ်စွာဘုရားရဲ့တပိတ္တဘာကကိုမညှင်းဆဲနဲ့တင်ထွက်ပါတင့်အတွက်ချမ်းသာဒုက္ခမရနိုင်ဘူးအဲ့လိုပြောတဲ့ခါကျတော့မာနကဒီယဟန်ကမမြင်မဲနဲ့နောက်တချို့ကဒုက္ခရောက်ပြီဆိုရင်ငါ့ကိုနတ်ကမြန်ပြူစားသလားရမ်းတန့်ပြီးတော့တွေးကြတာရှိတယ်ဒီယဟန်ကမမြင်မဲနဲ့ငါ့ကိုရမ်းပြီးတော့ပြောတာနဲ့တူတယ်ငါတတလေးပဲနေလိုက်အောင်မယ်ဆိုနေနေတာမထွက်ဘူးအဲ့တော့ရှင်မောက္ကလံကမနက်ထွဲတဲ့သင်အဲ့လိုစဉ်းစားနေတာကိုငါသိတယ်တဲ့သင်ကငါ့ကိုအဲ့လိုသိမှမဟုတ်ဘူးလို့ထင်နေတာကိုငါသိနေတယ်တဲ့အဲ့လိုပြောတဲ့မှာ तू ဘလို့မှမနေတာဘူးအဲ့ဒါခတွင်းကနေ तू ထွက်သွားတယ်ထွက်သွားပြီးတော့ तू ဝေးဝေးမသွားဘူးတကားကြားမှာရက်နေတယ်တဲ့မနက်ကအဲ့ဒါကိုရှင်မောက္ကလံကမနက်သင်တကားကြားမှာရက်နေတာကိုလည်းငါမြင်တယ်တဲ့နောက်ထပ်ပြီးတော့ရန်ရှာဖို့မစင်သားနဲ့ဆိုတဲ့သဘောမျိုးပြောတာအဲ့ဒီမှာရှင်မောက္ကလံကဒါအကိလေသာအာတောကုန်ပြီးသားယဟန္တာကြီးဘာဒေါသမှဖြစ်တာမရှိဘူးအလွန်နုညံ့သိမ်မွေးတဲ့သဘောနဲ့ပြောမှာပဲမေတ္တာအပြည့်ပဲရှိမှာပဲဟုတ်လားအဲ့ဒီမှာမနက်ကိုဘာပြောလို့မနက်တဲ့
ငါဟာတစ်ချိန်လုံးကဒုတိလို့အမည်ရတဲ့မာနတယောက်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီတုန်းကငါရဲ့နှမကကာလီတဲ့အဲ့ဒီကာလီရဲ့သားကတခြားမဟုတ်ဘူးသင်မယ်တဲ့အဲ့တော့သင်တဲ့ငါနဲ့တူကြီးတောင်တော်ခဲ့ဘူးတဲ့နော်ဆွေမျိုးဆက်လိုက်ရင်လူတွေကနည်းနည်းတော့နူးညံ့သွားတဲ့သဘောတော့ရှိတာနော်တယောက်နဲ့တယောက်အမျိုးတွေဆိုရင်စိတ်ထဲကတော်တော်လေးတော့ဖြစ်သွားနူးညံ့သွားအဲ့ဒါအမျိုးဆက်တာအဲ့လိုအမျိုးဆက်ပြီးတော့ပြောတဲ့အခါကျတော့မနက်ကဘာမှမပြောဘူးဒီတိုင်းပဲနားထောင်နေတာအဲ့ဒီမှာရှင်မဘောက်ကလန်ကအဲ့ဒီမာနကိုသူ့ဘဝဆက်ကြောင်းသူဒုတိမာနဖြစ်စဉ်တုန်းကအနေအထားကိုပြောပြတာတော်တော်လည်းပဲတန်ဝေကရစရာကောင်းတယ်ရှင်မဘောက်ကလန်ကိုရမြတ်ကြီးရဲ့နော်ဘဝတန်တရားတုန်းကတွေ့ကြုံခဲ့ရတဲ့နော်တတိတတိတာအကြောင်းအရာလေးအချက်အလက်တစ်ခုပေါ့ဘာပြောတော့ဆိုတော့အဲ့ဒီတုန်းကဟောဒီလောကကြီးမှာကောက်ကုတန်မြတ်စွာဘုရားပွင့်နေတာဒီကဘာပဲရှိသေးတယ်အလွန်ဝေးကွာတဲ့အနေအထားမဟုတ်ဘူးနော်ဒီကဘာမှာဒါရှင်မဘောက်ကလန်နော်သူဟာတသင်္ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ရတယ်နောက်ဆုံးကဘာရောက်နေတဲ့အချိန်မှာတော့မနက်လာဖြစ်နေသေးတယ်နော်သူမနက်ဖြစ်တာအဲ့ဒီကောက်ကုတမြတ်စွာဘုရားမှာလက်ရတော်ရန်ရှင်ဝိရုဒဆိုတာရှိတယ်လက်ဝဲတော်ရန်ရှင်သိင်္စီဝဆိုတာရှိတယ်ဝိရုဒဆိုတာကတော့အလွန်ပညာကြီးလို့နော်တရားဟောပြတဲ့နေရာမှာသူနဲ့တူတဲ့လူမရှိဘူးဆိုတော့သူ့ကိုဝိရုဒဆိုပြီးတော့နာမည်ကြီးတာအဲ့ဒီသိင်္စီဝမထေဆိုတာတော့အလွန်တကူကြီးလို့လက်ဝဲတော်ရန်သိင်္စီဝလို့နာမည်ရပုံကတခါမှရွာရဲ့ပြင်ဘက်တစ်ပင်တစ်ပင်အောင်မှာထိုင်ပြီးတော့သူနေတာညကြီးလည်းအဲ့ဒီတိုင်းနေတာအောင်အဲ့ဒါနိရောဓသမပ္ပဝင်စားနေတာဆိုတော့အသက်ကရှူတာမရှိဘူးရှိတော့နွားကြောင်းသားတွေကဟာဒီရန်ကြီးကငုတ်တုတ်ကြီးပြန်တော်မူနေတယ်လို့ထင်တာသူ့ကိုအသက်မှမရှူတာ哦အဲ့ဒါနဲ့ဒီတိုင်းကြီးတော့အစင်ပြေသေးဘူးဆိုပြီးတော့တခါတည်းအနားနာရှိတဲ့မှိုက်တွေတရွက်6တွေကောက်ရွက်6တွေအကုန်ရှာစုပုံပြီးတော့မိရှုထားခဲ့တာနိရောဓသမပ္ပဝင်စားနေတဲ့ပုဂ္ဂိုလ်ကမိရှုလို့လည်းမလောက်အောင်သူအဋ္ဌိဋ္ဌမပြင်းရင်သူ့ကိုဘာမှလုပ်လို့မရဘူးတရားရဲ့စွမ်းရည်တတိယအောင်းစရာကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့နောက်နေ့မနေ့ရောက်တဲ့အခါကျတော့အဲ့ဒီမထေကစွန့်ခံကြွလာတော့ကလေးတွေဟာမနေ့တုန်းကတို့မိရှုခဲ့တဲ့ကိုတော်ကြီးတဖန်ပြန်ရှင်တယ်ဟာတဖန်ပြန်ရှင်တယ်ဆိုတဲ့စကားကိုယူပြီးတော့သိင်္စီဝါဆိုတဲ့နာမည်ကိုရတယ်တဲ့နော်အဲ့ဒါနဲ့ဦးဇင်းတို့ဒုတိမာနရှင်မဘောကလန်ဖြစ်လာမယ်အဲ့ဒီမာနကဟောဒီလောကကြီးမှာဒီပြင်တရဝါတွေရဲ့အကြောင်းကိုငါကောင်းကောင်းသိတယ်ဘယ်ကနေလာတာသိပြီးရင်ဘယ်ရောက်တာသူတို့ဘာတွေလုပ်နေတာသူတို့လုပ်ပြီးဘယ်ရောက်မှသူတို့အကုန်သိတယ်တဲ့ဒါပေမဲ့လို့ဒီမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့ပေါင်းမြောက်အောင်မြင်သွားကြတဲ့ယဟန်တော်တွေရဲ့လားရရောက်ရပါငါမသိဘူးအဲ့ဒါကို तू လုံးဝမကျင့်တတ်နော်သူ့ရဲ့နယ်ပယ်ကလွန်မြောက်သွားတယ်သူ့ဉာဏ်မနှက်ဆက်နိုင်တဲ့အနေအထားမျိုးကိုရောက်နေတော့ तू မနာလိုတဲ့သဘောလေးရှိမယ်လို့အရင်ကထင်ပါဒါတွေးကြည့်တာပါအဲ့ဒါနဲ့မာနကဒါရှင်မဘောကလန်လောင်းပေါ့နော်ဒုတိမာနကအဲ့ဒီယဟန်နေရဲ့အကြောင်းကိုငါသိရအောင်ယဟန်တွေကိုအနှောင့်အယှက်နော်ဒီလိုသူတို့မြင့်မြတ်တဲ့အနေအထားတွေကိုပြည့်စည်အောင်ဘယ်လိုလုပ်မလို့ဆိုတော့နော်ယဟန်နေမတော်မလျော်မတုကမာတွေနဲ့ပေါက်ပြန်နေတဲ့သဘောမျိုးအကျင့်မကောင်းတဲ့ပုံစံတွေအများကြီးတရားတော်မတွေမြင်အောင်ဖန်တီးပြတယ်ဖန်ဆင်းပြတယ်တကယ်ယဟန်တွေကအဲ့လိုဖြစ်နေတာမဟုတ်အဲ့ဒါမာနကြောင့်မို့လို့လူတွေရဲ့တရားတော်မတွေရဲ့အမြင်မှာအဲ့လိုဖြစ်တယ်လို့ဆိုတယ်အဲ့တော့တရားဓမ္မတွေကတတိုးမှမကြည်ညိုပဲနဲ့ယဟန်တွေတွေ့လို့ရှိရင်ဆဲကြတယ်ဆိုကြတယ်တော့သူတော်ကောင်းရောင်ဆောင်နေတဲ့ပုံကိုယ်တွေပဲအစရှိတဲ့ဖြင့်တော့ဆွန်လည်းပဲပြပြဝဝလောင်းညလှူရတာလည်းမရှိဘူးကောက်ကုတမြတ်စွာဘုရားသာသနာမှာမာနကြောင့်အဲ့ဒီအနေအထားလေးကတော်တော်ကိုထိထိခိုက်ခိုက်ရှိတယ်ဒါကြောင့်လူတွေအဲ့ဒီအချိန်မှာသေပြီးလို့ရှိရင်ညံ့တဲ့ညုံညံ့တဲ့နေရာပဲရောက်သွားမာနကြောင့်မို့လို့ဒါမာနကဒီလိုလုပ်နေတယ်လို့လူတွေကလည်းမသိဘူးဒါပေမဲ့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့ယဟန်တွေကိုပဲဆုံးမတာနော်လူတွေကိုခေါ်ပြီးတော့ဗာပြောတယ်လို့တော့မရှိဘူးအဲ့ဒီသုတ်တန်ထဲမှာယဟန်တွေကိုဗာပြောတယ်ဆိုတော့ချက်သားတို့တဲ့မနက်ကအဲ့ဒီလိုလှုပ်ထားတဲ့အတွက်ကြောင့်လောလောဆယ်မကောင်းတဲ့လောကရန်တရားတွေဒါအခုတွေ့နေရတယ်လူတွေရဲ့မျက်နှာမှုမရဘူးအထင်သေးမှုရှုံချမှုကဲ့ရဲ့မှုဒါတွေပဲရတယ်ဒါကြောင့်ဒီလိုဆိုးရတဲ့အနေအထားတွေကြုံနေတဲ့အချိန်မှာဒါတွေကိုရင်ဆိုင်နိုင်အောင်ဘာလုပ်ရမလဲဆိုတော့မေတ္တာကရုဏာမုဒိတာဥပေက္ခပြင်မစိုးတရား၄ပါးကိုပွားများခိုင်းတယ်ဒါကဦးဇင်းတို့ပြောရခြင်းရဲ့အဓိကရည်ရွယ်ချက်ပေါ့နော်တိခတ်တယ်ဆိုတာမျက်နှိုးတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ဖြစ်ကိုယ်ပုံမှာမုန်းတီးပြီးတော့မထင်မြက်မြင်ဆက်ဆံတဲ့လူတွေရဲ့ပုံမှာပဲဖြစ်ဖြစ်လောဘဒေါသမဖြစ်အောင်ကြိုးစားရမယ်လို့ပြောခဲ့တာနော်ဟောအခုဒါကဒေါသမဖြစ်အောင်နေတဲ့နည်းဟုတ်လားဆိုရတဲ့လောကရန်နဲ့တွေ့တဲ့အခါမှာရင်ဆိုင်ဖြစ်ရှင်းရမယ်နေလမ်းပေါ့တော့တတ္တလောကကြီးရဲ့အပေါ်မှာကောင်းစားချမ်းသာစေခြင်းနဲ့မေတ္တာတရားတဏှာကျင်နာတဲ့ကရုဏာတရားတော့ဝမ်းမြောက်နိုင်တဲ့မုဒိတာတရား
သူချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေတတ္တဝါတွေကကိုပြုတ်ထားတဲ့အမှုတိုင်းခံစားစံစားကြရတာကိုဘာမှသွားပြီးတော့ဝင်ဆွတ်လို့ရတာမဟုတ်ဘူးလို့အမှန်ကန်နားလည်ပြီးတော့တတ္တဝါတွေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေစိတ်ထဲမှာတုံမှုလှုပ်မှုမရှိအောင်အလဲအလက်ရက်တည်နိုင်တယ်ဆိုတဲ့ဥပေက္ခတရားဥပေက္ခကတော့အမြင့်မားဆုံးပဲဟုတ်လားအဲ့ဒီဥပေက္ခတရားတွေကိုပွားများနေမယ်ဆိုလို့ရှိရင်မနတ်ရဲ့ဒီလိုလှုပ်တဲ့အတွက်ကြောင့်ယဟန်နေမှာဘာမှစိတ်ထဲမှာမနတ်ဝင်เสียအကြားပေါက်မရနိုင်ဘူးနှောင့်ယှက်เสียအခွင့်အရေးမနတ်အတွက်မရနိုင်ဘူးအဲ့ဒီတိုင်မြတ်စွာဘုရားကကာကွယ်ခိုင်းတာဒါကဒကာဓမ္မတို့အတွက်နီးယူရမယ့်အနေအထားပေါ့နော်ဘဝမှာဆိုးရတဲ့အခြေအနေကြုံလာလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခကိုအသုံးပြုမယ်ဆိုတဲ့နိလန်လေးဒီသုတ်တန်အရာဟုတ်လားအဲ့ဒီတိုင်လှုပ်တဲ့အခါကျတော့မနတ်ကတွက်ချီမကိုက်ဘူးဩငါလှုပ်တာဘာမှမထိရောက်ဘူးပေါ့လူတွေပဲအကုသိုလ်ဖြစ်ပြီးတော့သေတဲ့အခါအပေရောက်ကြတာပဲဖတ်တယ်လို့ယဟန်တွေကဒီတိုင်းကြီးနေလို့မထိရောက်တာလို့လည်းသူသိတယ်အဲ့ဒါနဲ့ဒီနီးနဲ့မရတော့နောက်တနည်းနဲ့လှုပ်မယ်ဆိုဟောနောက်တနည်းနဲ့ကဘယ်လိုလှုပ်တုံးဆိုတော့စောစောကကတ်တိုက်တဲ့နီးလို့ဆိုကြပါစို့အခုကလက်တိုက်တဲ့နီးနဲ့လှုပ်နော်ကောင်းတဲ့နီးနဲ့တိုက်ပါလူတွေကဆိုးတဲ့နီးကိုများသောအားဖြင့်ခံနိုင်ရှိတယ်ကောင်းတာကြရင်တော့တိတ်ပြီးတော့မခံနိုင်ကြဘူးဆိုတာလည်းရှိတယ်အဲ့ဒါခုဘယ်လိုလုပ်မှာတော့ဆိုတော့မနက်ကယဟန်နေဇံပြန်နေတဲ့ပုံလေးကြည်ညိုစရာကောင်းတဲ့အနေအထားလေးလူတာတဲ့ပို့ပြီးတော့အများကြီးဖန်တီးပြတယ်လူတွေကိုအဲ့လူတွေရဲ့စိတ်ထဲမှာအလွန်တော်တဲ့ပုံကိုယ်တွေပဲဆိုတော့အရန်ကြည်ညိုရတယ်ကြည်ညိုကြတော့ကြည်ညိုတဲ့အချင်းရာကိုပြကြတယ်ကြည်ညိုတဲ့အချင်းရာဆိုတာဘာလို့ဆိုပစ္စည်းလေးပါလူလေးသေးမရှိလူရတန်းကြတယ်နောက်မျက်နှိုးတဲ့စကားသံတွေမျက်နှိုးတဲ့အမူအရာတွေနဲ့နေကြပြကြတယ်အဲ့ဒီလိုပြတာကိုသိတဲ့အခါကျတော့အဲ့ဒီလူတွေနဲ့ပြေရောက်ကြတယ်လို့ဆိုတယ်နော်လောကကြီးရဲ့ကျေပြန့်တဲ့သဘောနဲ့နေတဲ့သဘောစမ်းကြဲတဲ့သဘောဒါတွေကိုဘုသူတ္တအနေနဲ့အများကြီးမှတ်တဲ့နဲ့နော်တကယ်ကြီးမိုင်းများဟုတ်လားအေးအဲ့တော့ဒီလိုအချက်ရတယ်ဒီလိုအချင်းရာတွေဖြစ်နေတာမနတ်ရဲ့လက်ချက်ပဲဆိုတာကိုဘယ်သူသိတော့ဆိုမြတ်စွာဘုရားသိတယ်သိတဲ့အခါကျမြတ်စွာဘုရားယဟန်တို့တဲ့မနတ်ကနော်တိုက်စစ်တစ်မျိုးဆင်လာပြန်တယ်ပေါ့နောက်စောစောကတိုက်စစ်ဆင်တာကတနည်းအခုတိုက်စစ်ဆင်တာကတနည်းစောစောတုန်းကမကောင်းတာအဆိုးနဲ့တိုက်တယ်အခုကကောင်းတာနဲ့တိုက်တယ်ဒါကြောင့်ဒီလိုကောင်းတာတွေကြုံလာတဲ့ချိန်မှာသင်တို့ဘယ်လိုနည်းနဲ့တုံ့ပြန်ရမလို့ဘယ်လိုနေထိုင်ကျင့်သုံးရမလို့အဲ့ဒါကြတော့လည်းပဲမြတ်စွာဘုရား၄မျိုးညွှန်ကြားတယ်ပေါ့အဲ့ဒီ၄မျိုးကဘာလို့ဆိုတော့ပထမအတုပနော်အတုပဆိုတာမိမိခန္ဓာသူတော်ဘာခန္ဓာရဲ့မတင့်တယ်တဲ့ယွန်ရှာဆွတ်ဆွတ်ဖွယ်အနေအထားကိုအခြေအနေမှန်တိုင်းသိအောင်စဉ်းစားတာဆင်ញင်တာအတုပတရားကောင်းတာတွေတွေ့လာရင်အတုပကိုစဉ်းစားရမယ်ပေါ့နောက်ဒုတိယကဘာလို့ဆိုအာဟာရိပฏิကူလတင်ညာကိုစားမျိုးနေတဲ့ကိုစားတောက်နေတဲ့ဒီအာဟာရရဲ့ယွန်ရှာဆက်စုပ်ဖွယ်အဖြစ်မှန်အခြေအနေမှန်ကိုစဉ်းစားဆင်ခြင်ရမယ်ဒီကရမတို့အရင်တို့အခုဒီခန္ဓာကိုယ်ကြီးကဒီအာဟာရရဲ့အကျိုးဆက်ပဲအဓိကကခုဒီတိုင်းရက်တည်နေတာဒီတိုင်းဖြစ်နေတာကြီးကွာစအဓိကကအာဟာရရဲ့အကျိုးဆက်ပဲအမေအဖေရဲ့သွေးသားပေါ်မှာအမိပြုတ်ပြီးတော့ဖြစ်ခဲ့တော့ကတခက်သေးသေးလေးပဲရှိသေးရဲ့နော်ကလလရည်ကြီးဆိုတာဘယ်လောက်ကြီးမလဲတော့စဉ်းစားနော်အမေဖေရဲ့သွေးသားပေါ်ဒါအမိပြုတ်ဖြစ်တာဖြစ်လာပြီဆိုတဲ့အစအမေရဲ့ချက်ကျိုးကနေပြီးတော့အာဟာရဓာတ်ကိုယူရတယ်အဲ့ဒါလည်းအဲ့ဒီအာဟာရဓာတ်ကဘယ်ရရတော့ဒီအမေစားတောက်လိုက်တဲ့အစာတွေပဲလေအစာတွေရှည်တွေပဲလေအဲ့ဒါတွေကနေပြီးကိုအာဟာရဓာတ်ကိုယူပြီးတော့တဖြည်းနဲ့ကြီးထွားလာတယ်မွေးဖွားလာပြီဆိုတော့အမေနှုတ်ရည်ကိုဆိုတယ်အဲ့ဒီနှုတ်ရည်ကဘယ်ရရဒီအာဟာရပဲခုကြီးလာပြီဆိုတော့လည်းဘာတော့စားနိုင်တဲ့စားနေတာပဲရည်တွေတောက်စားတွေစားနော်အဲ့ဒါတွေကနေပြီးတော့ဒါကြီးဖြစ်လာတာအဲ့ဒီအစားအစာတွေရဲ့သဘာဝကိုသိလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့သဘာဝကိုလည်းသိနိုင်တယ်လူတွေကအစားအစာရဲ့အကြောင်းကိုသိပြီးတော့စားကျင်တာလောက်ပဲရှိတယ်သူတို့ရဲ့သဘာဝအမှန်ကိုသိအောင်ကြိုးစားတဲ့အပိုင်းအရန်အားနေတယ်ဆိုကြပါစို့မစင်တွေကျင်ကြီးတွေကျင်ငယ်တွေဒါတွေဆိုရင်လူတွေကအလွတ်မရှင်ညာဘူးလားရှင်တယ်စွန့်ပြီးရင်တချို့ပြန်တော့မကြည့်ချင်ဘာတွေတုံးအဲ့ဒါတွေကကိုအလွန်မျက်မျက်နုံတို့စားခဲ့တောက်ခဲ့မျိုးခဲ့တာတွေပဲလေအဲ့ဒါတွေကဟုတ်တယ်မဟုတ်လားဟုတ်တယ်မဟုတ်လားဘယ်တော့မှမကြသေးဘူးနော်နာယီပိုင်းပဲရှိသေးတယ်ဘာကြောင့်အဲ့ဒါလောက်တန်ရောစင်ပြတ်သွားစဉ်းစားကြည့်စောတော်ကမှကိုအမျက်တနိုးကိုစားပြီဆိုတော့တကယ်ကောင်းတာလေးကိုရွေးပြီးတော့ကိုစားတာဗျာဟုတ်တယ်မဟုတ်လားစွန့်ပြီဆိုတော့မှကိုမဟုတ်တဲ့အတိုင်းသူမဟုတ်တဲ့အတိုင်းဟုတ်လားအရင်ခွာချသွားတယ်ပေါ့နော်စိတ်ထဲမှာအဲ့တော့ဒါကစဉ်းစားရင်ဘာဖြစ်တုံးဒါဦးဇင်းတို့ပြောကြည့်တာပါအစာအာဟာရရဲ့သဘောနော်မမောမှုနေသွားနိုင်တယ်အဲ့တော့ဦးဇင်းကတခါလေးတွေးကြည့်တာနော်မစင်ကျင်ကြီးတွေကိုဒါတော့မယွန်သင့်ပါဘူးလို့ကိုမျက်မျက်နုံတို့စားထားတာတွေကဖြစ်သွားတဲ့အရာအစားအသောက်တွေကိုလည်းဒီလောက်ကြီးမမောသင့်ဘူးလို့
လို့အယွန်ရွှန်ရှာဆက်စုပ်ဖွယ်ကောင်းတဲ့အဲ့ဒီအနေထားတွေဖြစ်သွားမယ်အရာတို့ဒါတိုင်းပဲဆက်နေတာပဲလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်ဒါကြောင့်အဲ့ဒီအာဟာရပဋိကူလတင်ညာကိုစဉ်းစားရင်လည်းပဲကောင်းတဲ့အနေထားတွေကိုကြော်လာနိုင်တယ်ဘဝရဲ့အခြေအနေမှာဒါတွေကအကောင်းတွေမဟုတ်ဘူးဆိုတာကိုသိနိုင်တယ်နောက်တတိယစဉ်းစားဆင်ခြင်ရမယ့်အချက်ကဘာလဲဆိုတော့တပ္ပလောကေအနပိရတိအလုံးစုံသောလောကကြီးတွေပျော်မှုရရမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုစဉ်းစားရမယ်မွေးဖွားလာတယ်တဖြည်းဖြည်းနဲ့အိုမင်းရင်ရောသွားတယ်ချွေးရင်ချက်တွေများလာပြီးတော့နာကျင်ကြိုက်ခဲမယ်ပြီးရင်ဖယိုဖယဲပျက်စီးသွားမယ်ဒါပဲလေဟုတ်တယ်မို့လားဒီကြားကာလထဲမှာဟိုလိုဒီလိုရှောက်ပြောကြတာတွေကတော့အမျိုးကြီးပြောရရှိတာပါဟုတ်တယ်မို့လားနော်တကယ်ကတော့ဒါပဲဘဝရဲ့အခြေအနေမှန်ကဒါပဲအဲ့ဒီထဲမှာအထီအောင်ဆုံးကတော့ဒီတည်ခြင်းတရားကိုထိမိအောင်စဉ်းစားရင်ဘဝဟာအနှစ်သာရသဘောစိတ်သုံးလှတယ်ဆိုတဲ့ဘဝရဲ့တုံညာသဘောပြုံးမှုစရာကောင်းတဲ့အနေထားတစ်ခုမှမရှိဘူးဆိုတာကိုသိနိုင်မယ်ပေါ့ဒါကြောင့်တပ္ပလောကေအနာဘိတတိတင်ညာနဲ့လည်းပဲကောင်းတဲ့အနေထားတွေကိုတည်တည်ငြိမ်ငြိမ်ရှင်းရှင်းနဲ့အောင်အထောက်ရမယ်ပေါ့ဟုတ်လားအေးနောက်ဆုံးဦးဇင်းတို့ရင်ဆိုင်ကြိုးစားရမယ့်နည်းလမ်းကဘာလို့ဆိုတော့အနိစ္စတင်ညာအနိစ္စဆိုတာတော့လူတိုင်းရှင်းနေပါတယ်နော်အနိစ္စဆိုတာမတည်မြဲတာမတည်မြဲမှုကိုစဉ်းစားဆင်ခြင်ရင်ကောင်းတာတွေကိုကောင်းကောင်းရင်ဆိုင်နိုင်တယ်ကောင်းတာတွေကြောင့်လောဘမဖြစ်နိုင်ဘူးပေါ့အဲ့တော့ဒီမတည်မြဲဘူးဆိုတာလေးကိုလည်းဦးဇင်းကနော်ပြောချင်သေးတယ်အဲ့ဒါလေးကိုလည်းအော်ဆိုနီးလျက်နဲ့ဝေးဖြစ်နေမှာဆိုလို့လွယ်လွယ်လေးနဲ့မတည်ပဲဖြစ်နေမှာဆိုလို့နော်ဆိုကြပါစို့ဘဝကိုအပိုင်းလိုက်ဖြတ်ပြီးတော့ကာလပေါ့နော်အချိန်ကာလကိုအပိုင်းလိုက်ဖြတ်ပြီးတော့စဉ်းစားအဲ့ဒါကအလွန်သိတာထင်ရှားတဲ့နီလန်တစ်ခုပေါ့ဒါဝိသုဒ္ဓိမထဲမှာလည်းဒီတိုင်းပြထားတာရှိတယ်အခုကိုအသက်30ရှိပြီဆိုလို့ရှိရင်နော်ဘဝကိုနော်အသက်80တန်းလောက်မှတ်လိုက်ပေါ့နော်အခုအသက်30ရှိပြီဆိုလို့ရှိရင်10ပုံရင်3ပုံကတော့ကုန်သွားပြီဟုတ်တယ်မဟုတ်လားဘယ်ရောက်သွားပြီဆိုဘယ်ရောက်သွားမှကိုမသိတော့ဘူးကုန်သွားပြီနော်အေးအဲ့လိုပဲအပိုင်းလိုက်သတ်မှတ်ရမယ်သတ်မှတ်ပြီးတော့တစ်နှစ်ပြီးရင်ဘာလို့လနဲ့ပြီးရင်ရက်နဲ့ပြီးပိုင်းလို့ရှိရင်နာရီနဲ့ပိုင်းပေါ့မိုးတော်ရန်ဟုတ်လားနော်ဟိုညကို3ပိုင်းပိုင်းတာရှိတယ်နေ့ကို3ပိုင်းပိုင်းတာရှိတယ်ဟိုနာရီနဲ့ပိုင်းလိုက်ရင်တော့ပို့ပြီးတော့တောင်းစိတ်သွားတယ်ပေါ့နာရီနဲ့ပိုင်းပြီးရင်မိနစ်နဲ့ပိုင်းပြီးရင်စက္ကန့်နဲ့ပိုင်းလိုက်ရင်တော့အရင်နီးစပ်သွားပြီဟောစောတော်ကဖြစ်ခဲ့တဲ့အနေအထားလေးတွေအမရှိတော့ဘူးအခုလောလောဆယ်အစ်စ်နဲ့ဆက်ပြီးတော့ရက်တည်နေတာပဲလေစောတော်ကသဘောကျခဲ့တာတွေရောသဘောမကျခဲ့တာတွေရောအတွေးတွေအမျိုးစုံဘာမှဖြစ်စိတ်ပိုင်းဆိုင်ရာနော်ရုပ်ပိုင်းဆိုင်ရာအကုန်လုံးစုံနေအောင်ဖြစ်တာပဲအခြေအနေအကြောင်းတရားပေါ်မှာမူတည်ပြီးတော့ကိုယ့်လက်ထဲလည်းဘာမှရှိတာမဟုတ်ဘူးဖြစ်နေတဲ့အကြောင်းအရာဖြစ်နေတဲ့သဘာဝတရားတွေကနော်ကိုဖြစ်ဖြစ်ခြင်းတဲ့အတိုင်းဖြစ်နေတာတော့လည်းမဟုတ်ဘူးဖြစ်เสียအကြောင်းရှိတဲ့အတိုင်းတကယ်ကိုဝယုံသုံးကားစီမရှိကမ်းမရှိကပောက်တိဘောက်ချဖြစ်သွားတာပဲနော်တွေ့နေတဲ့ဖြစ်နေတဲ့အတန်တွေကြားရမယ်လေဘာမကြားချင်ဘူးဆိုလို့လည်းမရဘူးကာရတိဖြတ်သွားရင်ကားတန်ကြားရမှာပဲဒါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီမြင်နေကြားတယ်ဆိုတဲ့သဘာဝတရားတွေဟာကိုယ်သဘောကိုယ်ဆန္ဒပေါ်မှာမူတည်ပြီးတော့ဒီခန္ဓာမှာဖြစ်နေတာတော့မဟုတ်ဘူးဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားနေတာဒီတိုင်းဖြစ်သွားနေတာတေချာတာကအဲ့ဒီဖြစ်လာတဲ့တရားတွေတခုမှတီးနေတာမြင်နေတာမရှိဘူးဒီအနိစ္စသဘောတရားလေးအဲ့တော့ဦးဇင်းကခြုံမိအောင်ပေါ့လေနော်ပိဋကတို့လည်းစဉ်းစားရတာလွယ်အောင်မြင်ငယ်ပေါင်းများလာပြီကြားခဲ့ပေါင်းများလာပြီအနတ်နေရခဲ့ပေါင်းများလာပြီအစားတောက်တွေစားခဲ့ပေါင်းများလာပြီအတွေ့အထိတွေတွေ့ထိခဲ့ပေါင်းများလာပြီအတွေးကြံတွေတွေးကြံခဲ့ပေါင်းများလာပြီစိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းဖြစ်ခဲ့ပေါင်းများလာပြီရေတွက်လို့ကိုမကုန်နိုင်ဖြစ်ခဲ့တာတွေအကုန်လုံးတစ်ခုမှအဖတ်တင်နေတာလည်းမရှိဘူးမြင်ခဲ့တာတွေအကုန်လုံးပြီးခဲ့ပြီထပ်ပြီးတော့လည်းမြင်နေရတော့မယ်ဒါလည်းပဲခိုင်မြင်နေတာတော့ခိုင်မြင်နေတာမရှိဘူးနောက်ထပ်မြင်အောင်ပါပဲထပ်မြင်ထပ်ပြီးသွားအောင်ပါပဲအဲ့လိုပဲထပ်ကြားမယ်ထပ်ကြားလဲထပ်ပြီးသွားအောင်ပါပဲထပ်ကြားအောင်ပါပဲဒါပဲတန်တရားဆိုတာဒါအလွယ်နည်းပြောပြတာပေါ့နော်ဒါတွေဖြစ်နေတာကိုဘဝတန်တရားလက်ပတ်နေတယ်ဒီလိုပြောတာဟုတ်တယ်မဟုတ်လားဒီမြင်ခြင်းကြားခြင်းနဲ့ရှုခြင်းစားတော့ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းဒါတွေကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းဆင်းရဲခြင်းအဲ့ဒီချမ်းသာခြင်းဆင်းရဲခြင်းကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းလောဘနဲ့တုံ့ပြန်မယ်ဆင်းရဲခြင်းဒေါသနဲ့တုံ့ပြန်မယ်လောဘဒေါသကြီးလာရင်ကြီးလာတော့ပြောမယ်လုံမယ်အဲ့ဒီလိုနဲ့အဲ့ဒီကံတရားတွေရဲ့အကျိုးဆက်ယုံ nant တွေဆက်ပြီးတော့ဖြစ်မယ်ဒါပရိစ္ဆေသမုပ္ပါအနုလောမအကျမ်းမြင်ဥစဉ်ပြောကြည့်တာဟုတ်တယ်မဟုတ်လားဒီတိုင်းသွားနေတာပဲအဲ့တော့အဲ့ဒီမှာတေးကြတာကကိုကဒီသဘာဝတရားရဲ့သဘောအမှန်ကိုအနှစ်ချုပ်အနေနဲ့နားလည်ရမှာကဘာဖြစ်တည်မြဲမနေဘူးဆိုတဲ့အချက်ပေါ့
ယံကိဉ္စီသမုဒယဓမ္မတပ္ပန္တံနိရောဓဓမ္မတိဖြစ်ပေါ်လာတဲ့သဘောတရားတွေအကုန်လုံးချုပ်ပြောက်သွားတယ်အဲ့ဒါကိုနားလည်ပြီးတော့နေလို့ရှိရင်ဒါအနိစ္စကိုသိပြီးတော့နေနေတာ哦အဲ့လိုဆိုလို့ရှိရင်သူဟာကောင်းတာကဘာမှမပါတော့ဟုတ်တယ်မဟုတ်လားဘာဖြစ်ဖြစ်သူကမရှိတော့ဘူးဆိုပြီးသွားရောဖြစ်ပြီးတော့ပြီးသွားရောကောင်းတယ်ကြည်ရတယ်ဆိုတာလေးကလည်းအခိုက်အတန့်ပဲဘာဖြစ်ဖြစ်အကုန်လုံးအခိုက်အတန့်ပဲဆိုတော့သူ့ဥစ္စာကနော်ချမ်းသာခြင်းဆင်းရဲခြင်းကအပေါ်ယံပဲရှိတယ်လို့ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တူညီစွာချုပ်ပြောက်သွားကြတာမရှိဘူးလားရှိတယ်ပြီးသွားဒီလိုပဲအဲ့ဒီအနိစ္စတရားကိုစဉ်းစားလို့ရှိရင်စောစောကပြောခဲ့တဲ့ကောင်းတဲ့လောကဓာတ်တရားတွေကောင်းတဲ့အခြေအနေတွေလို့လူသားမတွေထင်ထားတဲ့အရာတွေရဲ့ပုံမှာမမောမှုလောဘနဲ့တုံ့ပြန်စရာအကြောင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီမာနရဲ့ကောင်းတဲ့အချက်နဲ့လှည့်ပြီးတော့တိုက်တာကိုခန္ဓာရင်ရှိအောင်အတုပရဲ့အာဟာရိပတိကူလတင်ညာရဲ့သဗ္ဗလောကေအနာဘိတတိတင်ညာရဲ့အခုပြောလိုက်တဲ့အနိစ္စတင်ညာရဲ့အဲ့ဒီတရား၄ပါးကိုပွားများပြီးတော့ရင်ဆိုင်နိုင်ရမယ်အဲ့ဒီလိုရင်ဆိုင်ခိုင်းတော့မာနကထင်တိုင်းမပေါက်ပြန်ဘူးအဲ့ဒီတော့ဘာလို့တုံဆိုတော့မာနကရသော်ဘုရားနဲ့ရှင်ဝိဒုရဆွမ်းခံကြွနေတာကလေးတယောက်ကိုဝင်ပူးပြီးတော့အဲ့ဒီရှင်ဝိဒုရတဲ့ခေါင်းကိုကြောက်ခဲနဲ့ထုတယ်တဲ့ကဲကိုဒီလက်ရောက်စော်ကားတာပေါ့နော်။ဒါခေါင်းကဟက်တက်ကွဲပြီးတော့သွေးတန်းတန်းကြတယ်။အဲ့ဒီမှာကောက်ကုတ္တမြတ်စွာဘုရားကတိတယ်။တိတဲ့အခါကျတော့နောက်ကိုလှည့်ကြည့်တယ်တဲ့။အော်မာနဟာကိုယ့်ရဲ့ပမာဏကိုမသိရှာဘူးကိုလို့မြတ်စွာဘုရားကလှည့်ကြည့်လိုက်တာနဲ့အဲ့ဒီနတ်အဖြစ်ကနေတခါလဲသုတိသိကြပြီးတော့ဝီရင်ငယ်ကြီးကိုတန်းရောက်သွားတယ်။အဲ့ဒါရှင်မမောက္ကလံကိုရမြတ်ကြီးအလောင်းပဲ။နော်။အဲ့ဒီမှာသူငရဲခံရတာတွေကိုအများကြီးပြောတာရှင်မမောက္ကလံကအဲ့ဒီတော့ငါတဲ့ငါရဲ့ခန္ဓာကိုယ်ကြီးကလူခန္ဓာကိုယ်ကြီးဒါပေမဲ့ခေါင်းကတော့ငါးတကောင်ရဲ့ခေါင်းလိုပဲတဲ့အဲ့ဒီသူကြားခဲ့တဲ့ငရဲကတခြင်းနေနဲ့အမြဲတမ်းထိုးရတာတဲ့အဲ့ဒါငရဲသားတွေကသူ့ကိုလာပြောသေးတယ်တဲ့အချင်းငရဲသားငါဒီဘက်ကနေပြီးတော့တန်တခြင်းနဲ့ထိုးလိုက်မယ်ပေါ့ဟိုဘက်ကလည်းထိုးမယ်အဲ့ဒီသင်ရဲ့နှလုံးသားတဲ့မှာတန်တခြင်းနဲ့ချောင်းထိမိတဲ့အချိန်ဟာအနှစ်1000ပြည့်ပြီလို့သင်မှားလို့ပြောတယ်တဲ့အကြာကြီးသူခံရတယ်တဲ့အဲ့ဒီမှာရှင်မဘောကလန်ကမာနကိုမြတ်စွာဘုရားရဲ့တပိတာဝကကိုနှိမ့်ဆက်ညှင်းဆဲတဲ့ပုဂ္ဂိုလ်ဟာချမ်းသာခြင်းကိုမရနိုင်ဘူးအခုသင်လည်းပဲငါလိုတကိုးကြီးတဲ့မြတ်စွာဘုရားတပိတာဝကကိုသင်ဟာညှင်းဆဲမလို့လုပ်နေတာသင်ဒုက္ခမရောက်ဘူးလို့မြန်ထင်နေသလားအဲ့ဒီမှာမာနကိုချင်းချောက်တယ်လို့ဖြစ်တာပေါ့အမှန်ကတော့ချင်းချောက်တာမဟုတ်အဲ့ဒီမှာရှင်မဘောကလန်သူ့ရဲ့အစွမ်းတွေကိုအများကြီးပြောပြပြီးတော့ဒီလိုတာဝကတစ်ပါးကိုသင်ညှင်းဆဲခြင်းတည်တဲ့အတွက်အများကြီးအကျိုးဆိုးရုံလိမ့်မယ်အဲ့လိုပြောတဲ့အခါကျတော့မာနကစိတ်မချမ်းမသာဖြစ်ပြီးတော့အဲ့ဒီနာနဲ့ကွယ်ပြောက်သွားတယ်မာရတစ္စနိယသုတ်တံတဲ့အဲ့လိုမှတ်တမ်းတင်ထားတယ်အဲ့ဒီသုတ်တံထဲမှာတရားတော်တို့အရှင်တို့အတွက်မှတ်သားစရာစဉ်းစားစရာကဘာလဲမကောင်းတဲ့လောကဓာတ်တရားတွေဆိုးဝါးတာတွေနဲ့တွေ့လို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခဖြစ်မစို့တရား၄ပါးကိုအသုံးချပြီးတော့ရင်ဆိုင်ရမယ်ပေါ့နောက်ကောင်းတဲ့လောကဓာတ်တွေကောင်းတာတွေနဲ့တွေ့လို့ရှိရင်ဘာလုပ်ရမလဲအတုပအာဟာရပတိကူလသဗ္ဗလောကအနာဘိရတအနိစ္စဆိုတဲ့ဒီလေးချက်နဲ့ရင်ဆိုင်ရမယ်ပေါ့ဒါဆိုလို့ရှိရင်ကောင်းတာနဲ့တွေ့လည်းပဲလောဘမဖြစ်တော့မကောင်းတာနဲ့တွေ့တော့လည်းပဲဒေါသမဖြစ်တော့ခန္ဓာကြီးရှိတဲ့သိခန္ဓာဆိုတာခန္ဓာကြီးရှိတာပဲလေနော်ခန္ဓာကြီးမရှိဘူးပါဇက်ကအတန်တွေထွက်လာတဲ့အမူအရာတွေပြောင်းသွားတဲ့စိတ်ကတစ်မျိုးတစ်မျိုးဖြစ်လာဆိုတော့ဒါခန္ဓာကြီးမရှိလို့ပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ခန္ဓာကြီးရှိတယ်ဆိုတာဘာပြောတော့သိခန္ဓာကြီးကနားလည်မှခန္ဓာရင်ရှိတာနော်ဒါကြောင့်ပညာနဲ့ခန္တီနဲ့အများကြီးနီးစပ်တယ်လို့ဦးဇင်းကတော့ယူဆရတယ်သိရင်သိသလောက်ခန္ဓာရင်ရှိမှာပဲဟုတ်ရဲ့လားအဲ့တော့သိခန္ဓာရဲ့အကြောင်းတရားတွေကိုဦးဇင်းတို့ဆက်ပြီးတော့ပြောမယ်ဆိုရင်အများကြီးရှည်လဲရမယ်နော်တရားကအချိန်ကစေနေပြီဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့သိခန္ဓာဆိုတဲ့ဒီခန္တီတရားမြင့်မြတ်တဲ့တရားလေးတွေဖြစ်အောင်ဘယ်ပုံပဲနည်းကြိုးစားကြမလဲဆိုတာလေးကိုဒါနောက်ဆုံးဦးဇင်းတို့ပြောပြတာကောင်းတဲ့လောကဓာတ်တရားနဲ့တွေ့ရင်သိခန္ဓာအောင်နော်အနေစာအတုပအာဟာရပတိကူလသဗ္ဗလောကအနာဘိရတဒါကိုအသုံးချပဲမကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့ရင်ခန္ဓာကြီးရှိအောင်မေတ္တာကရုဏာမုဒိတာဥပေက္ခဒါကိုအသုံးချမယ်ဒါကိုအဓိကပြောလို့ရင်းပါကျန်တာတွေကတော့ဓမ္မဘုဒ္ဓဖြစ်အောင်ပြောပြတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ညပြောခဲ့တဲ့တရားစကားတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်သူမေရာရှင်ရဲ့သေးကခန္တီပါရမီနဲ့ပတ်သက်ပြီးတော့ဘလို့ဥမာပြပြီးတော့သူ့ကိုယ်သူလေ့ကျင့်ဖို့နော်ဖြည့်စည်းဖို့ဆုံးမတယ်လဲဆိုတော့မြေကြီးဟာသူ့ပေါ်မှာစင်ကြယ်တာတွေပဲကြာလာမစင်ကြယ်တာတွေပဲကြာလာမြက်နိုးတဲ့သဘောလည်းမရှိဘူးအမျက်ထွက်တဲ့သဘောလည်းမရှိဘူးသူခန္ဓာကြီးရှိတယ်လို့ဘဝမှာကိုယ့်ပေါ်မှာမျက်နုံဆက်ဆံတဲ့လူတွေရဲ့ပုံမှာပဲဖြစ်
ကိုယ်ပေါ်မှာမထီမဲ့မြင်အထင်တည်းဆက်ဆံကြတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာပဲဖြစ်မျက်နှာမှုလည်းမရှိဘူးအမျက်ဒေါသမကျေနပ်မှုလည်းမရှိဘူးဆိုတဲ့အနေအထားမျိုးသမ္မာနာဝမနခမောမျက်နှာတဲ့လူပေါ်မှာပဲဖြစ်မထီမဲ့မြင်ပြုတဲ့ပုံမှာပဲဖြစ်တူညီစွာခံနိုင်ရမယ်။အဲ့ဒီတိခံခြင်းတရားကိုသင်ဟာဆွေမြင်ပဲကြည့်မယ်ဆိုရင်ဘုရားရှင်စီဧကံဖြစ်မယ်ဟုတ်လား။အဲ့ဒီမှာဦးဇင်းတို့ခန္တီတရားရဲ့နော်အကျိုးကျေးဇူးတိမခံနိုင်ခြင်းရဲ့အပြစ်အနာစာဒါတွေကို9မျိုးတောင်ပြောခဲ့ဘူးလားပြောခဲ့တယ်နော်ပြီးတော့ဦးဇင်းတို့ဝိပဿိတိအတူရင်းကြီးအကြောင်းပြုပြီးတော့တရားမင်းနဲ့မာတလိအခြေချပြောကြတဲ့တိခံခြင်းရဲ့သဘာဝတရားတွေဟုတ်လားဒီကဝမင်းသားရဲ့တိခံနိုင်တဲ့အနေအထားနော်ရှင်ပုံနာရဲ့တိခံနိုင်တဲ့အနေအထားဟုတ်လားအခုပြောလိုက်တဲ့နော်မာရတစ္ဆနိယသုတ်တန်ယတိခံနိုင်အောင်ဘယ်ပုံဘယ်နည်းကြိုးစားကြမလဲဆိုတဲ့ဒီလန်တသိတတေတာပေါ့နော်အဲ့တော့နေကုန်းချုပ်ပြောနေတာကတော့တိခံခြင်းတရားကိုနော်ပြီးပြင်းကျင့်သုံးနိုင်ရင်လည်းဆိုရင်အတိဉာဏ်ပညာကိုသာရှင်းကျက်အောင်ကြိုးစားအောင်ဉာဏ်ရှိရင်ရှိသလောက်သိခံနိုင်တဲ့အနေအထားတိုးတက်လာနိုင်တယ်ပေါ့။အောင်ဆိုအ ਨੇ ဆုံးတော့တိမခံလို့လည်းဘာမှအကြောင်းထူတာမဟုတ်ဘူးလေဆိုတာတော့သိရင်ကိုတော်တော်ဟုတ်မယ်။ဘောပေါက်လာဦးဇင်းပြောတာပေါ့။တိမခံနိုင်လို့လည်းဘာမှအကြောင်းမထူဘူး။နော်ကိုစိတ်တွေဆင်းရဲရတာပဲအဖတ်တင်တယ်။ကိုတိမခံနိုင်လို့ဒီအကြောင်းအရာကြီးကလည်းဘာမှပြောင်းလဲသွားတာမဟုတ်ဘူး။တိခံနိုင်ခြင်းအားဖြင့်သာလေကိုယ့်အတွက်အည်အသွေးတွေတက်လာမယ်။ကိုကျေနပ်မှုတွေလည်းပို့ပြီးတော့ရလာမယ်နားလည်မှုတွေလည်းပို့ပြီးတော့တိုးလာနိုင်တယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်တိခံခြင်းဆိုတဲ့ခန္တီတရားကိုလက်ကင်ထားပြီးတော့ကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်တရားဝတ္တမသဘင်ကိုเนาะအဆုံးသတ်ကြရအောင်เนาะ